Hello အားလုံးပဲမင်္ဂလာပါအမကတော့ဒီနေ့ SafeNet Education ကနေပြီးတော့ကျင်းပပြုလုပ်မယ်ဒီ UK Student Journey Sharing Session လေးမှာပေါ့နော် Moderator အနေနဲ့ပါဝင်သွားမှာပါဒီ webinar လေးကတော့ UK မှာအကြောင်းတက်ဖို့စီစဉ်နေတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ပေါ့နော်အခုလက်ရှိဒီ UK ရောက်နေတဲ့အမတို့ရဲ့ guest တွေကကျောင်းသား2ယောက်ကနေပြီးတော့သူတို့ရဲ့ဒီ stay abroad journey တစ်လျှောက်လုံးဘယ်လိုတွေပြင်ဆင်ခဲ့ကြသလဲဆိုတာတွေပြီးတော့ဒီ UK ရောက်ချင်းပေါ့နော်ဘယ်လို challenge တွေနဲ့ကြုံတွေ့ခဲ့လဲဆိုတာတွေပြီးတော့ part time job တွေဘယ်လိုရှာလဲဆိုတဲ့ဟာတွေကိုပေါ့နော်ဒီ webinar လေးမှာအသေးစိတ်ပြောပြပေးသွားမှာပါအဲ့တော့အမားတို့ရဲ့ဒီ sharing session လေးမစခင်မှာအမားတို့ရဲ့ဒီ SafeNet Education Consultancy and Services နဲ့အရင်ဆုံး mix up ပေးချင်ပါတယ်အမားတို့ဒီ SafeNet Education က2019ရေကတည်ထောင်ထားတာဖြစ်ပြီးတော့ပေါ့နော်ဒီအခု2025အထိကျောင်းသားပေါင်းများစွာရဲ့ဒီ stay abroad journey တစ်ခါလျှောက်လုံးအဆင်ပြေချောမွေ့အောင်လို့ပူညီဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်ဒီအမားတို့ SafeNet ကနေပြီးတော့ UK, US, Canada, Australia, New Zealand, Ireland နဲ့ဒီ Asia ထဲမှာဆိုရင်လည်း Singapore, Malaysia နဲ့ဒီ Thailand တို့ကိုအကြောင်းလျှောက်ပေးပါတယ်ဒီအကြောင်းသားအကြောင်းသူတွေပေါ့နော်ပထမဦးဆုံးအကြောင်းရွေးချယ်တဲ့နေရာကနေစပြီးတော့ဒီအကြောင်းလျှောက်ပေးတာ visa လျှောက်ပေးတာအပြင်အမားတို့ဒီ air ticket ဖြတ်ပေးတာတွေ accommodation ရှာပေးတာတွေအပြင်ဒီဟိုဘက်နိုင်ငံရှောက်သွားတဲ့အခါကျရင်လေဒီ airport pickup service တွေအထိပေါ့နော် one stop service အနေနဲ့လုပ်ပေးပါတယ်အဲ့တော့အမားတို့ဒီနေ့ sharing session လေးကိုဒီဖိတ်ခေါ်ပေးထားတဲ့ guest speaker လေးနဲ့ mix up ပေးချင်ပါတယ်ဟုတ်အရှင်ဆုံးအမတက်မောအမမင်္ဂလာပါနည်းလေး mix up ပေးပါဦးမဟုတ်မင်္ဂလာပါညီမ thank you ပါ introduction ပြောပြတဲ့အတွက်အမကတော့မတ်မွန်လို့ခေါ်ပါတယ်အမကတော့ one of the SafeNet member ပေါ့နော်အမကတော့ UK base အမ UK မှာနေတာနှစ်20ရှိပြီပေါ့နော်အခုအမကပဲဟိုဒီကျောင်းသားတွေအတွက် useful ဖြစ်မဲ့ question လေးတွေကိုအခုလောလောဆယ်ဒီညီမလေးနှစ်ယောက်ကိုအမမေးသွားမှာဖြစ်ပါတယ်ဒီ webinar မှာဟုတ်ကဲ့ကျေးဇူးပါအမအဲ့ဒါဆိုရင်ညီမလေး student ညီမလေး mix up ပေးပါအောင်ဟုတ်ဟုတ်ညီမနာမည်ကတော့စူတန်စင်ပါလောလောဆယ် UE Bristol မှာ MSc in Urban Planning တက်နေရပါတော့ဟုတ်ကျေးဇူးပါညီမလေးအဲ့ဒါဆိုရင်ညီမလေးရှုံးလည်ဝင်လင်းညီမလေး mix up ပေးပါအောင်ဟုတ်ဟုတ်အားလုံးမင်္ဂလာပါအမကတော့ရှင်းလင်းဝင်လို့ခေါ်ပါတယ်အမအခုကတော့ဒီ UE မှာပဲအမဒီ final year ပေါ့နော် Bachelor degree ရဲ့ final year Business Management နဲ့ Marketing ကိုအမတက်ရောက်နေတာပါအဲ့ဒါဆိုရင်အမဟိုဟာစလိုက်တော့မယ်နော်ဟိုဒီ session လေးကိုလေနော်ဟုတ်အရင်ဆုံးအနေနဲ့အမညီမလေးနှစ်ယောက်ကိုပေါ့နော်ဒီညီမစုကနေစလိုက်မယ်ပေါ့နော်အမတို့ဒီ education background ဟိုမြန်မာပြည်မှာပေါ့နော်ဘာဒီလေ့လာခဲ့လဲအရင်ဆုံးပေါ့နော်ဒီဟာဟို UWE ကိုမလျှောက်ခင်ပေါ့နော်အဲ့ဒါလေးအမတစ်ချက်မေးလိုက်မယ်ပေါ့နော်ညီမစုကနေစကြင်လားမသိဘူးဟုတ်ရတယ်မညီမရန်ကုန်မှာတော့ကြတော့ဒီYU ထဲမှာပဲပေါ့နော်ညီမ Bachelor ကို Geology နဲ့ပြီးခဲ့ပြီးတော့ MSc ကိုပထမနှစ်တော့တန်းလန်းတက်လိုက်တယ်ပေါ့နော်အဲ့ချိန်မှာတက်နေနေမှာဒီUK မှာကျောင်းတက်မယ်ဆိုပြီးတော့ SafeNet နဲ့တစ်ချက်တိုင်ပင်ကြည့်ရပေါ့နော်တိုင်ပင်ကြည့်ပြီးတော့အဲ့လိုမျိုးmajor တွေပါရွေးရဲ့အချိန်မှာညီမ major နဲ့နည်းနည်း relevant ဖြစ်တဲ့ဒီ urban planning ကိုညီမရွေးဖြစ်လိုက်တာမှာဟုတ်ပြီးတော့မာစာကလည်းဒီဘက်မှာဘတ်စာပြီးထားတော့ဟိုဘက်မှာမာစာကလည်း join လို့ရတယ်ဆိုတော့အင်္ဂလိပ်စာရေးပိုင်းလောက်ပဲပြင်ဆင်လိုက်တာမှာဟုတ် thank you ပါညီမကြီးအဲ့ဆိုညီမရှွန်လဲရောညီမဘာတွေလေ့လာခဲ့လဲပေါ့နော်အခုညီမဒီ undergrad တက်နေတဲ့နောက်ဆုံးနှစ်တက်နေရထင်တယ်နော်ညီမဘာတွေလေ့လာခဲ့လဲရန်ကုန်မှာဒီဟာကိုရှောက်ဖို့အတွက်ပေါ့နော်ဟုတ်ကဲ့ကတော့လေညီမကတော့ဒီfinal year လာတက်ဖို့ရန်ကုန်မှာ private university ပေါ့နော်ဒီ HND ဆိုတဲ့ program ကိုနှစ်တက်ခဲ့ပြီးတော့မှဒီနောက်ဆုံး final year ကိုဒီ marketing ကို relate ဖြစ်တဲ့ဟာကိုပြန်ရွေးပြီးတော့ပဲ UE Bristol မှာ final year ပြန်တက်ခဲ့တာပေါ့နော်ဟုတ် thank you ပါညီမတို့ရေအဲ့ဒါဆိုရင်လေနောက် question နေနဲ့ပေါ့နော်ဒီညီမစုကိုမေးချင်တာလေးသိလားဒီ UWE မှာညီမတက်တော့ဘယ်လိုမျိုးပေါ့နော်ဘာအခက်အခဲတွေရှိခဲ့လဲ UWE မှာရှောက်တော့ငါပေါ့နော်ဒီ offer letter ရဖို့ရောအင်္ဂလိပ်စာနဲ့ပတ်သက်လို့ဘာတွေဖြေခဲ့ရလဲပေါ့နော်ဟုတ်ဟုတ်ညီမ UE ကိုရွေးတဲ့အချိန်မှာကသူအကြောင်းကနေပြီးတော့ transcript တွေပြီးတော့ certificate တွေလိုတယ်နောက်တစ်ခုကျတော့အင်္ဂလိပ်စာပေါ့နော်အင်္ဂလိပ်စာ UE ကဒီ in-house test တော့ရှိတယ်ဒါပေမဲ့ညီမကကျတော့ဒီ SafeNet ကအကြံပေးတာဒီ IELTS ကိုပေါ့နော် IELTS ကိုဖြေကြည့်ဆိုတော့ညီမ UKVI IELTS ကိုဖြေရတယ်ပေါ့နော် master ဆိုတော့သူက 6.5 တော့တောင်းတယ်ညီမပထမတစ်ခေါက်က6ပဲရသွားတယ်ဆိုတော့ဒုတိယတစ်ခေါက်တော့ပြန်ဖြေလိုက်ရတယ်ပေါ့နော်အဲ့ SafeNet ကအမတွေကလည်းဒီအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့နည်းနည်းအကြံပေးရလေးရှိတယ်ဆိုတော့သူတို့နဲ့ပဲအဲ့လိုလုပ်ရင်းနဲ့6.5ရအောင်ဖြည့်ပြီးတော့မှဒီမှာစာကို join ခဲ့ရတာပါဟုတ်
ဟုတ်ကျေးဇူးပါညီမကြီးညီမရှွန်းလဲရောအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ဘာတွေဖြေခဲ့လဲပေါ့နော်ဒီ offer letter ရဖို့အတွက် ဟုတ်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ကြတော့ညီမကိုကြတော့ဒီ bachelor degree အတွက်ကကြတော့ overall 6ပဲတောင်းတယ် each individual မှာ5 နဲ့တောင်းတယ်ပေါ့နော်အဲ့ဒါကိုအရင်အစတော့ကတော့ဒီ option တွေအများကြီးရှိတော့ဒီ Duolingo IELTS အဲ့ဒါကြီးဖြေလို့ရတယ်ဆိုတော့ Duolingo ဖြေမလားဆိုပြီးတော့ဆုံးဖြတ်ခဲ့ပေါ့နော်ဒါပေမဲ့ Duolingo ကနည်းနည်း error လေးလည်းများတတ်တာကြောင့်ပေါ့နော်ဒီကျောင်းဘက်ကမှလည်းfree in-house test ကလည်းလုပ်ပြီးရဆိုတော့ကျောင်းဘက်က test ကိုပဲဖြေလိုက်တယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့ experience မလို့ option မလို့လားမပြောတတ်ဘူးဒါပေမဲ့ IELTS ဆို Duolingo ထက်ဆိုင်စိတ်ထဲမှာအများကြီးပို့ပြီးတော့ stress ပြီးတယ်လို့လည်းမခံစားဘူးလွယ်ပေါ့နော်ပို့ပြီးတော့လေပြီးတော့သူတို့ကျောင်းဘက်ကဆက်တဲ့ဟာဆိုတော့တေချာတစ်ခုကကြတော့သူတို့ကျောင်းကိုပဲသွားလို့ရတာတစ်ခုလေးပဲနည်းနည်းလေး option နဲ့သွားရတယ်ပေါ့နော်အခြားအင်္ဂလိပ်စာ test တွေထက်လေအဲ့တော့ဒီ UE ကိုပဲလာဖို့အဆုံးဖြတ်ထားရဲဆိုတော့ UE ကအင်္ဂလိပ်စာ test ကိုပဲ6.5ရခဲ့ပေါ့နော် overall 6 down တဲ့အချိန်မှာဟုတ် thank you ပါညီမတို့ဒါဆိုရင်နောက်တစ်ခုအနေနဲ့ပေါ့နော်ညီမတို့တခြား interview တွေပေါ့နော်ဒီအခက်အခဲတွေဒီတကယ်တမ်းပြောရမယ်ဆိုရင်တော့ပေါ့နော် UK တစ်ခါလာဖို့အတွက်ကအခက်အခဲတွေပြန်စဉ်းစားကြည့်လိုက်ရင်တစ်ဆင့်เนาะအဲ့တော့ခါကြတော့တခြား cast interview တို့ UK ပြန် interview အဲ့ဒါတွေရောညီမတို့ဖြေခဲ့ရလားပေါ့နော်ဟုတ်အဲ့ဆိုညီမရင်ဖြေလိုက်မယ်နော် ဟုတ်ဖြေလိုက်နော် sorry တော့ဒီအခြားတော့အခက်ခဲကြတော့ကွာသူကcast interview တွေရှိမယ် UK VI ဒီ UK visa interview တွေလည်းရှိကြရဲပေါ့နော်ဒါပေမဲ့အဲ့ချိန်မှာဒီညီမကတော့ဒီအကုန်လုံးနှီးပါ interview ဖြေရတဲ့ပုံစံအတိုင်းဒီ cast interview ကိုပေါ့နော် cashier မှာ interview ကိုတော့ဖြေခဲ့ရတယ်ဒါပေမဲ့အဲ့မှာလေနည်းနည်းလေးဟိုဖြစ်တာကြတော့option တွေအများကြီးနှစ်ခါလောက်ရှိရဲဆိုပေမဲ့ညီမလည်း second option ကြတော့မှဒါကို pass ဖြစ်သွားတယ်ပထမကကြတော့ first time ကကြတော့ကိုယ့်ကိုငါဒီလိုမေးတဲ့ interview လေးပဲဒီ question လေးတွေပဲဆိုပြီးတော့စိတ်ထဲမှာရှိတဲ့ answer ကိုတေချာ prepare မလုပ်ဘဲနဲ့ဖြေလိုက်တယ်ဖြေလိုက်တော့အဲ့ဒါကြတော့မှပြန်လဲ result ထွက်လာရောကြာသွားတယ်ပေါ့နော်အဲ့ခါကျတော့မှအဲ့လိုဖြေလို့မရဘူးသူတို့ကလုံးဝ genuine question answer ကိုသူတို့လိုချင်တာပေါ့နော်ဆိုတော့တေချာလေးကိုသူတို့ဒီမေးထားတဲ့ဒီ safe net ကအမှားရကြတော့လေလုံးဝsample question လေးတွေကိုပို့ပေးတယ်ပြီး answer လေးတွေကိုလည်းတို့တေချာထုတ်ထားပေးရပေါ့နော်ဘယ်လိုမျိုးဆိုရင် genuine ဖြစ်တယ်ဘယ်လိုမျိုးမဖြေရဘူးလဲဖြေရလဲပေါ့နော်အဲ့ဒါလေးပုံမှာကိုယ့်ရဲ့effort နဲ့လေ့လာပြီးတော့မှပြန်လုပ်ခဲ့တော့ second time မှာလည်း interview အောင်သွားခဲ့တယ်အဲ့တော့ညီမတို့ကကျတော့ဒီ UE ရဲ့ cast interview တော့ဖြေခဲ့ရတယ် UK VI interview ကကျတော့မဖြေလိုက်ရဘူးပေါ့နော်2ရက်တွင် visa ရသွားခဲ့တယ်ဆိုတော့ဟုတ်မလွယ်ဘူးเนาะတခုတစ်ဆင့်ကြော်ဖြတ်တာဟုတ် thank you ပါညီမကြီးတေချာရှင်းပြပေးတာဟုတ်ညီမစုอ่ะရောဟုတ်ညီမတို့ကကြတော့ဒီ cast interview မှာညီမကအမှန်တော့နည်းနည်းကြောက်တတ်တဲ့ထဲမှာပါတော့ညီမအဲ့လိုစာရေးပိုင်းတေချာအဲ့လိုကြိုကြက်သွားတာမျိုးတွေတော့ရှိရပေါ့နော်ပြီးတော့ sample 8 question တွေကလည်းဒီ counselor အမတွေကလည်းပေးထားရရှိတော့ညီမနည်းနည်းလေ့ကျင့်တယ်ပြီးတော့ဒီစောဟုဆန်မောင်လေးစောဟုဆန်နဲ့လည်းဒီ safe net ကစောဟုဆန်နဲ့လည်း trainee က2ခေါက်လောက်တော့ဆင်းလိုက်တယ်ပေါ့နော်သူကအဲ့ချိန်မှာအဲ့လိုဘာတွေဖြည့်တင်လဲဘလို့ဖြည့်ရင်ကောင်းလဲမကောင်းလဲဆိုတော့သူတို့ကလည်းနည်းနည်းအဲ့လိုတိုင်ပင်ပေးရဲဆိုတော့အဲ့တိုင်းတော့ဖြည့်လိုက်တယ်ဖြည့်ရဲ့ချိန်မှာသူတို့ကဘာတွေမေးလဲဆိုတော့ cast interview မှာအဲ့လိုဒီ major နဲ့ပတ်သက်ပြီးကိုကတကယ်စိတ်ဝင်စားတာရောဟုတ်ရဲ့လားပေါ့နော်သူတို့ကအဲ့ဒါကိုသိချင်ကြတာဆိုတော့အဲ့လို major နဲ့ပတ်သက်ပြီး module တွေအကြောင်းလည်းနည်းနည်းမေးရဲပြီးတော့ဒီမှာနေလို့ရှိရင်အဲ့လိုမျိုးပတ်တိုင်းလေးပါလုံမာလာပေါ့ finance နဲ့ပတ်သက်ပြီးတော့အဆင်ပြေလားဘာညာ cast မှာတိတိကျကျလေးမေးရပေါ့နော်အဲ့တော့မေးရဲ့အချိန်မှာညီမအဲ့လိုဖြေလိုက်တယ်လေ့ကျင်တာတွေရှိရဲဆိုတော့ညီမကတော့ဒီ first time နဲ့ပဲအောင်သွားတယ်မှာ cast ကတော့ဟုတ်ကျန်တဲ့ interview တွေကတော့ visa interview ဘာညာတော့မရှိဘူးညီမမှာတော့ဟုတ်ဟုတ်ကဲ့ thank you ပါညီမတို့ရေဒါအခုဒီတစ်ဆင့်ပေါ့နော်ဒီ education background နဲ့ဒီညီမတို့ရဲ့ဒီလုပ်ခဲ့တဲ့ offer letter ရဖို့အတွက်လုပ်ခဲ့တာလေးပြီးတဲ့နောက်မှာပေါ့နော်ဒီညီမတို့ UK အကြောင်းပေါ့နော်ပထမရောက်လာတယ်ပေါ့နော် UK first impression ပေါ့နော်အမအဲ့ရနေစလိုက်မယ်ပေါ့နော်အဲ့တော့ညီမစုရင်ချေချင်တာမသိဟုတ်UK ရောက်လာတော့ဘယ်လိုပြောမလဲဟိုမြန်မာနိုင်ငံကတော့အကွာကြီးဆိုတော့လေညီမအဲ့လိုသူတို့ပြောရဲ့စကားတွေနားမလည်ရမျိုးတွေကတော့ဒါစကြုံလာပဲအဲ့လိုနည်းနည်းအခက်ခဲရှိရပေါ့နော်ညီမတော်ဒါပေမဲ့အခုနောက်ပိုင်းကျတော့ပြောရင်းဆိုရင်လည်းဒီကလူတွေနဲ့လည်းနည်းနည်းပပရင်းနှီးွားတာတွေ roommate တွေနဲ့လည်းရင်းနှီးွားတာဆိုတော့နည်းနည်းတော့အဆင်ပြေသွားပါပြီးတော့ဒီရာသီဥတုကတော့အပြောင်းလဲရတော့တော်တော်ဖြစ်တယ်မှာပြီးတော့ homesick ဖြစ်တာတို့အဲ့လိုမျိုးခက်ခဲလေးတော့ရှိရဟုတ်ဟုတ်ညီမ
thank you ပါညီမကြီးညီမရှွန်းလေဘယ်လိုမြင်လဲပေါ့နော်စစရောက်ချင်းမှာဘယ်လိုခံစားရလဲပေါ့နော် UK ကို ဟုတ် UK ကကျတော့first impression အနေနဲ့ကကျတော့လုံးဝအကုန်လုံးဖြစ်တဲ့အတိုင်း expect လုပ်ထားတဲ့အတိုင်းပေါ့နော်အရန်တော့အေးတယ်အရန်ကွာတယ်ပေါ့နော်အဲ့တော့ညီမရောက်ချင်းဆိုလို့ရှိရင်ညီမ expect လုပ်ထားရဆိုပေမဲ့အဲ့လောက်ကြီးအေးလိမ့်မယ်ဆိုပြီးတော့ expect မလုပ်ထားဘူးပေါ့နော်အဲ့တော့ရောက်ချင်းကလေးကအရင်တော့ကကျတော့အဲ့လောက်ထိမအေးဘူးဒါပေမဲ့ညီမရောက်သွားတဲ့အချိန်ကျတော့မှအရန်အေးအရန်အေးနေတော့အဲ့မှာတငယ်ချင်းတွေအတိမိတ်ဆွေတွေကိုပြန်ပြီးတော့အရန်အေးရဲဆိုပြီးပြောတော့မှဟုတ်တယ်ဒီချိန်ကျတော့မှပို့ပြီးတော့အေးလာတာပေါ့နော်ညီမရောက်တဲ့ချိန်ကျတော့မှဆိုပြီးအဲ့လိုမျိုးပြန်သိရဆိုတော့အဓိကအဲ့ဟာပေါ့နော် weather changes ကအရန်မြန်နေပေါ့နော်အဲ့တော့အဲ့ဟာအရန်ကွာတယ်အဲ့တော့ဟိုကောက်အေးသွားတယ်ကောက်ပြီးတော့မိုးရွာလာပြန်အောင်ပြီးရင်တစ်ခါပြန်ပြီးတော့နေပူလာပြန်အောင်ဆိုတော့အဲ့လိုမျိုး changes တွေကအရန်ဖြစ်တော့adapt လုပ်ကြတာတိတ်မလွယ်ဘူးပေါ့နော်တခုဆိုလို့ရှိရင်လေအဲ့တော့အဲ့ချိန်မှာကိုကဖျားတက်လာတက်လားဒါမှမဟုတ်တခုခုအဲ့လိုမျိုးအေးအေးလွန်တက်လားဆိုအဲ့ဟာလေးပေါ့မူတည်ပြီးတော့မဆိုရင်နည်းနည်းပိုအေးတတ်တော့ပုံမှန်တက်စားလို့ရှိရင်ကိုကမြန်မာဆိုတော့တခုအေးပြီဆိုလို့ရှိရင်ပြုတ်စီရှူရတာနဲ့နှာစီးပြီဆိုပြုတ်စီရှူရတယ်ဆိုရဲအကျင့်လေးရှိရေပေါ့နော်ညီမမှာလည်းအဲ့ဒါဆိုလို့ရှိရင်အဲ့လိုလေးယူသွားရတယ်အိမ်ကနေပေါ့နော်အဲ့တော့အဓိကတော့ weather changes ပဲနည်းနည်းလေးနည်းနည်း shock ဖြစ်သွားတယ်အခြားဟာကျတော့သူတို့ဒီမှာကကျတော့ UE မှာကျတော့အရန်အဲ့လိုလူမျိုးအရန်စုံနေပေါ့နော်အရန်လူမျိုးစုံနေပြီးတော့တင်တဲ့ lecturer တွေအကုန်လုံးကကျတော့လေသူတို့ဒီလူမျိုးစုံနေတင်ကြရဲဆိုတော့ဒီသူတို့ပြောတဲ့ language တွေက pronunciation တွေကနည်းနည်းနားထောင်ရတခါလေးကြာရင်တော့အခက်ခဲလေးရှိတယ်ဒါပေမဲ့နောက်ပိုင်းကျလို့ရှိရင်တော့အဆင်ပြေသွားမယ်လို့ထင်ပါတယ်ပေါ့နော်အဲ့ဆိုအဲ့ဒါလေးနောက်အဓိကတော့ culture ဒီပဲ weather shock ပဲဖြစ်သွားတာပေါ့ညီမမှာတော့လေ ဟုတ်တယ်အမရင်တော့ပြောခဲ့တယ်လို့ပဲပေါ့နော်နောက်ပိုင်းကျရင်တော့ဒီဟာ used to ဖြစ်သွားမှာပေါ့နော်essence တွေကဘာလို့လဲဆိုတော့သူတို့က data ပေါ်မူတည်ပြီးတော့သူတို့ရဲ့ essence တွေက different ဆိုတော့လေနော်နောက်ပိုင်းကျရင်တော့အမလည်းအဲ့လိုဖြစ်တယ်လူတိုင်းဖြစ်တယ်ပေါ့နော်ဆိုတော့နောက်ပိုင်းကျရင်တော့အဆင်ပြေသွားမှာပါဟုတ် Okay အဲ့ဆိုရင်အမကလေကျောင်းကိုအရင်သွားလိုက်မယ်ပေါ့နော်ဒီပတ်တိုင်းကျောင်းနေမသွားခင်ပေါ့နော်ဟုတ်ဆိုတော့ညီမတို့စပြီးတော့ပေါ့နော်ဒီ UWE ကိုဘယ်လိုမြင်လဲပေါ့နော် first impression ပေါ့နော်စရောက်ချင်းပြောကြဒါကတော့ညီမတို့တက်ရတဲ့ဘာသာပုံမှာမူတည်ပြီးတော့ဟာလေ building ကတော့ကွာသွားမယ်ပေါ့နော်အဲ့တော့ခါကျ building ကွာသွားမယ် facilities ကွာသွားမယ်ဆိုတော့တခုကောင်းတာညီမတို့ကဘာသာမတူဘူးဆိုတော့ပေါ့နော်ဘယ်လိုမြင်လဲပေါ့နော် first impression အနေနဲ့အကြောင်းကိုဘယ်လိုမြင်လဲပေးတဲ့ facility တွေကိုဘယ်လိုမြင်လဲပေါ့နော်ညီမစူကနေစချင်တာမသိဘူး ဟုတ်အာ first impression အနေနဲ့ကဒီ Friendship Campus ကအဲ့လိုကျဲတဲ့ထဲမှာတော့ပါတယ်ပေါ့နော်အမ building တွေလည်းများတယ်ပြီးတော့သူတို့မှာဒီ Friendship ထဲမှာနေတဲ့အဆောင်တွေပေါ့နော် accommodation တွေကလည်းများတယ်ဆိုတော့ရောက်ချင်းကတော့အဲ့လိုကျောင်းတိုးတွေပါတယ်လုပ်ကြည့်လိုက်တော့ကြိုက်သွားရောက်ချင်းပါပဲဒါမဲ့အဲ့လိုမျိုးအဆောင်ကကြတော့ညီမအနေနဲ့ဆိုလို့ရှိရင်ညီမအဆောင်ကအဲ့လိုတီးတန့်ကြီးထဲမှာတော့မပါဘူးညီမအခေတိုက်ချာဘက်လိုဟိုဘက်ဟိုဘက် environment လိုဆိုတော့ညီမကပေါင်းတင်ရတဲ့အထင်မှာပါတယ်ပေါ့နော်အဲ့တော့ညီမအဆောင်ကကြတော့အဲ့လိုတိတ်တော့မကြည့်ဘူးဒါပေမဲ့တခြား business ဆိုဘာတို့ဘက်က engineering ဘက်တို့ကတော့ပိုကြီးမယ်ထင်တယ်ဒါပေမဲ့ကျောင်းဝင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့တော်တော်တော့အကျဲတဲ့ထဲမှာပါတယ်ပြီးတော့အဲ့လို canteen တွေပါတယ်လည်းစုံနေပြီးတော့ library ပါတယ်ဆိုလို့ရှိရင်လည်းမိုက်တယ်ကြီးရဲ့ထဲမှာပါတယ်မှာ ဟုတ်ကဲ့ညီမရှုံးလဲရောဟုတ်ညီမဆို business marketing ဘိုင်းပေါ့နော်ဟုတ် ညီမကတော့ဒီ business management နဲ့ marketing ဆိုတော့ business and law building ပေါ့နော် business and law school ဆိုတာရှိတယ်ပေါ့နော်အဲ့ဟာမှာရောက်ချင်တော့လည်းညီမလည်းအဲ့လိုပဲတွေ့လိုက်တဲ့အချိန်မှာ business and law school building ဆိုတော့ငါဒီမှာတက်ကမှာဒီမှာပဲငါသင်ရမှာပေါ့နော်အဲ့လိုမျိုးပဲထင်ခဲ့တာပေါ့နော်သူရဲ့ဒီ building ကတော့အကြီးပဲလုံးဝအခန်းကလည်းအများကြီးပဲရှိရပေါ့နော်ဒါပေမဲ့အဲ့ထဲမှာကိုယူတဲ့ major ကိုပြီးတော့ optional module တွေရှိရဲသူတို့လုံးဝ mandatory ယူရတဲ့ module တွေရှိရဲပေါ့နော်အဲ့လိုမျိုးကိုယူရတဲ့ module လေးတွေပေါ့မူတည်ပြီးတော့ time table ထဲမှာသူတို့ schedule လုပ်ပေးထားတဲ့ extend လေးတွေကပြောင်းသွားတာရှိရဲဆိုတော့ကျောင်းတန်းတိုင်း module တိုင်းက business building မှာတက်ကြတာမဟုတ်ဘဲနဲ့ဟိုဘက် engineering building ကိုတွားလိုက်ပြီးရင်တခြားဟိုဘက်အဝေးရ building ကိုတွားလိုက် university compound ကိုကအရန်ကျယ်တယ်ပေါ့နော်အရန်ကျယ်တော့တနေရာနဲ့တနေရာကိုကူးရတော့နည်းနည်းလေး
မလွယ်ဘူး lunch တော်တော်ရှောက်ကြတယ်ဆိုတော့အဲ့ဟာတော့တခုရှိရပေါ့နော်facility အနေနဲ့ကကျတော့တော်တော်အဆင်ပြေတယ်သူတို့ဒီ canteen တွေမဆုပြောရတဲ့အတိုင်း canteen တွေတို့ပြီးတော့တခြားဒီ library ကကျတော့လေသူတို့က digital library ကိုပို့ပြီးတော့ focus လုပ်တယ်ဆိုတော့ digital library ကနေပြီးတော့library ကစာအုပ်တွေတော်တော်စုံနေပြီးတော့စာအုပ်လိုချင်တယ်ဆိုလို့ရှိရင်လေသူတို့ရဲ့ဒီ machine မှာဒီတိုင်းစာအုပ်မြန်မာနိုင်ငံကလိုမျိုးစာအုပ်စင်ပေါ်မှာ shelf ပေါ်မှာစာအုပ်တွေတင်ထားတာမဟုတ်ဘဲနဲ့သူတို့ digital ကနေပြီးတော့ပဲစာအုပ်ကိုယူထုတ်ကြရဲပေါ့နော်အဲ့လိုမျိုးလေးလေးရှိရဆိုတော့အဲ့လိုမျိုးလေးနည်းနည်းလေးတော့ကွာရနောက်တစ်ခုကကြတော့ UE ကကြတော့တောင်ပေါ်မှာရှိတယ်လို့တောင်လေးပေါ်မှာရှိတယ်လို့ပေါ့နော်ပြောရမယ်ဆိုရင်အဲ့တော့ CDE နဲ့စာလို့ရှိရင်နည်းနည်းလေးပိုအေးတယ်လေပိုတိုက်တယ်တောင်ပေါ်မှာဆိုတော့လေဆိုတော့အဲ့ဒါလေးတစ်ခုရှိတော့တစ်ခုဆိုလို့ရှိရင်လုံးဝ Bristol မြို့ဝင်ချင်းမှာ UE ကိုစတွေ့ရတာပဲအကြောင်းဆိုလို့ရှိရင်တော့UE ကိုစတွေ့ရတော့တခုခုဒီမှာညီမတို့ဒီ grocery bag တွေဘာတွေကိုဝယ်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေရပါဆိုတော့တို့ဒီကျောင်းသားလေးမှာဒီ grocery store လေးအများကြီးရှိရပေါ့နော်3-4ခုလောက်ရှိရဆိုတော့ပြီး bus stop တွေလည်းအများကြီးရှိရဆိုတော့အဆင်ပြေပါတယ်တော်တော်များများတော့လေ thank you ပါညီမတို့ပြည့်စုံစုံလေးပြောသွားပေးတာเนาะကြောင်းအဲ့ဒါဆိုရင်အမနောက်တစ်ခုအနေနဲ့တချို့ကျောင်းသားလေးတွေလည်းညီမတို့ share suggestion သိချင်ပါပဲပေါ့နော်ဘာဖြစ်လဲဆိုတော့အမတော်တော်လေးအန်ကောတဲ့တစ်ချက်ကညီမတို့တပတ်အတွင်းလားမသိဘူးညီမစုတပတ်အတွင်းလားမသိဘူးပတ်တိုင်းညာသွားတယ်ပေါ့နော်ဆိုတော့ညီမရှွန်းလဲလေတူတူပဲအဲ့တိတ်မကွာဘူးပေါ့နော်ခဏနေရတယ်ညီမရှွန်းလဲဆိုရင်အလုံး2ခုလောက်မသိဘူးရတယ်ပေါ့နော်အဲ့ခါကျတော့ဒီပတ်တိုင်းနဲ့ပတ်သက်လို့ပေါ့နော်ညီမတို့ဘယ်လိုမျိုးရှာလိုက်လေနောက်ပြီးတော့ကျတော့အမ question လေးတွေစတိုက်လေးပြောလိုက်မယ်ပေါ့နော်ညီမတို့ကိုအဆင်ပြေတယ်လို့လေးဖြေပေးပါပေါ့နော်ပြီးတော့ကျတော့ဒီ interview မှာရောဘာ question တွေမေးလဲပြီးတော့ CV တွေဘာတွေစသည်ဖြင့်ညီမတို့ဘယ်လို prepare လုပ်လဲပတ်တိုင်းကိုရှောက်ဖို့အတွက်ပေါ့နော်အဲ့ဒါလေးအမမေးချင်တာပါလို့ဆိုတော့ကျောင်းသားတွေအခုလာမယ့်ကျောင်းသားတွေနောက်တက်မယ့်ကျောင်းသားတွေအတွက်ပေါ့နော်ဘယ်လိုadvice တွေပေါ့နော်ပေးချင်လဲပေါ့နော်စသည်ဖြင့်အဲ့တော့ညီမစုအရင်ဖြေပေးမလားညီမဟုတ်ညီမကြတော့ကန်ကောင်းရတာတခုကညီမ UK ကိုနည်းနည်းစက်တင်ဘာ intake မှာနည်းနည်းစောစောရောက်လာတဲ့အချိန်မှာပါတယ်ပေါ့နော်ညီမဒီရောက်နေတဲ့မြန်မာတငယ်ချင်းကောင်းမလေးကလည်းသူကဘယ်လိုစောစောလာခဲ့ပေါ့နော်အဲ့ချိန်မှာကြတော့ဘယ်လိုဖြစ်လဲဆိုတော့သူကဒီစက်တင်ဘာ intake မဖွင့်ခင်ရှေ့မှာအကြောင်းတွေကပိတ်ထားရဆိုတော့ကျောင်းသားတွေက full time လုပ်နေကြရပေါ့နော် full time လုပ်နေပြီးတော့မှဒီစက်တင်ဘာပြန်ဖွင့်မယ်ဆိုပြီးသူကပတ်တိုင်းကိုပြန်ချိန်တဲ့အချိန်ပေါ့မှာအဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ဒီလူတွေကလိုသွားတယ်ပေါ့နော်ပတ်တိုင်း full time သမားတွေပတ်တိုင်းပြောင်းသွားတဲ့အချိန်ကျတော့လူတွေလိုတော့အရန်လုတ်ခေါ်ကြလောက်ခေါ်ကြအချိန်မှာညီမကဒီစက်တင်ဘာမစခင်ဩဂတ်18 19လောက်မှာတည်းရောက်သွားတာဆိုတော့အဲ့ချိန်မှာရောက်သွားတော့အလုပ်တွေကရန်ပေါ်နေအဲ့ချိန်မှာညီမအင်ဒီကလည်းရှောက်တယ်ပြီးတော့ညီမကဘယ်လိုရှာသေးလဲဆိုတော့ဒီ city center မှာဆိုသူတို့ကပ်ပေါ်စာကတ်တွေပါရှိရပေါ့နော်သူတို့ရဲ့ဒီ shopping mall တွေကိုညီမအဲ့လိုလမ်းလျှောက်ပြီးတစ်ချက်ပတ်ကြည့်ရပေါ့နော်ပတ်ကြည့်ပြဘယ်ဆိုင်မှာအဲ့လိုအလုပ်ခေါ်လဲဘာညာညီမအဲ့လို walk in ရှောက်ရင်ကောင်းလားဆိုပြီးရှောက်ကြည့်သေးရဲ့အဲ့လိုလိုက်ကြည့်ရောအမဒီအဲ့ဆိုင်တွေရဲ့ရှေ့မှာအဲ့လို CB လူတွေရဲ့ဘာညာခေါ်တဲ့ဟာတွေတွေ့ရင်လည်းညီမအကုန်ရှောက်တယ်မှာအဲ့လိုလဲရှောက်တယ်ပြီးတော့ online ကလည်းရှောက်တယ်ပေါ့နော် online ကကြတော့လွယ်တော့လွယ်ဒါပေမဲ့ဆိုင်ရဲ့နေရာတွေဘာတွေကိုကတိတ်မသိရတော့နည်းနည်းအခက်အခဲရှိရည်လည်းရှိရပေါ့နော်ညီမအဲ့လို city center ထဲမှာအလုပ်ကပေါ်တယ်သွားလာတာလည်းလွယ်တယ်ဆိုတော့ညီမ city center ထဲမှာအရင်အဲ့လိုပတ်ကြည့်ပြီးတော့ရှောက်တယ်ဒါပေမဲ့အဲ့ထဲမှာရှောက်ပြီးမဲ့လည်းညီမအဲ့ထဲကဟိုအဲ့လိုမျိုး interview ခေါ်တာပါညာမရှိဘူးပြီးတော့မှအိန္ဒိယနေပြီးတော့အဲ့လို interview ခေါ်ရပေါ့နော် interview ခေါ်ရညီမပထမ KFC ကခေါ်တယ်နောက်တစ်ခုကကြာ Winstock ကခေါ်ရပေါ့နော်ရှောက်တဲ့နေ့မှာဆိုတော့အဲ့နှစ်ခုကိုညီမကရှင်းကြည့်လိုက်တော့ KFC ကကြာတော့ဒီမျိုးတွေရောက်နေရဆိုတော့ဒီ bus ကားကရမ်းလွယ်အမရင်အဲ့လိုသွားဖို့ကကြာအဲ့တော့ညီမ KFC မှာချက် interview ဖြေကြည့်လိုက်တယ်ပေါ့နော်ဖြေကြည့်လိုက်တော့CB form prepare လုပ်တာကြတော့ညီမဒီရန်ကုန်မှာလည်းအလုပ်ကဒီစိလုပ်ပူးထားရရှိရဲဆိုတော့အဲ့နဲ့ညီမဒီအတွေ့အကြုံတွေပါအကုန်လုံးထည့်တယ်ပြီးတော့သူတို့ကလည်း interview မေးတဲ့အချိန်မှာ CB တွေကဒီအတွေ့အကြုံတွေသူကပို့ပြီးမေးရပေါ့နော်တကယ်လုပ်ခဲ့လားမလုပ်ခဲ့လားသူကသိချင်တာမျိုးရှိရဲပြီးတော့ဒီ KFC ဆိုတာကဒီလိုအမြန်ရတဲ့နေရာပေါ့နော်အမြန်လုပ်ရတဲ့နေရာဆိုတော့သူတို့ကဒီ pressure အောက်မှာလုပ်နိုင်လားတို့ဘာတို့ကတော့ဒါတော့အလုပ်ပုံစံဒါထုံးစံတိုင်းပဲမေးရပေါ့နော်အဲ့တော့ညီမကလည်းလုပ်နိုင်နေပါညာဖြေရတယ်ပြီးတော့သူတို့ကဒီလိုမျိုးအဲ့လိုသူတို့ကဟိုစမ်းတက်တဲ့ပုံစံမျိုးနဲ့အဲ့လိုမျိုးနင်းနဲ့ KFC မှာလုပ်တယ်ဆိုလို့ရှိရင်ကွာအင်္ဂါကြီးလည်းဆေးရမယ်နော်တဲ့ပြီးတော့ရှေ့မှာတန်ရှင်းရည်လည်းလုပ်ရမယ်နော်ညီမရှားရတယ်လို့လုပ်မယ်လို့ဘာဖြစ်လုပ်မယ်ဆိုပြီးအဲ့လိုပြောပြီးတော့ပေါ့နော်သွားတဲ့အချိန်မှာနောက်ပိုင်းကျတော့သူတို့ကအဲ့လို contract တွေပါပို့လာရဲဆိုပြီးအလုပ်ရသွားရပေါ့နော်နောက်တစ်နေရာကျတော့အဲ့လို Winstock ကထပ်ခေါ်တဲ့ interview ဒါပေမဲ့အဲ့နေရာကျတော့ KFC နဲ့ရှင်းကြည့်လိုက်လို့ရှိရင်ကျတော့လေသူကနည်းနည်း location တိတ်ပြီးတော့ဝေးတယ်အမလမ်းလျှောက်ရတာရပြီးတော့
တောဘက်လိုနည်းနည်းလေးမှောင်တဲ့နေရာမျိုးလေးဖြစ်နေရဆိုတော့ညီမအဲ့နှစ်ခုရှင်ကြည့်လိုက်တော့ဟိုဘက်ကသွားလာတာခက်ခဲဆိုတော့ညီမ KFC ကိုပဲရွေးလိုက်တာပေါ့နော်အဲ့လိုမျိုးညီမရဲ့ဒီလောက်ထားတော့သူကကြတော့ဒီ9 20အပြည့်ရောပေးရညီမတစ်ဖက်ကိုလေဟုတ် ညီမအဲ့ဒါဆိုရင်ညီမကိုလေအလုပ်ရပြီဆိုပြီးတော့ချက်ချင်းပဲပြောလာဒါမှမဟုတ်ရင်ဘယ်လောက်ကြာလဲပေါ့နော် ညီမတော့ကြတော့ဟိုဗာလဲအဲ့ဒီ interview မှာညီမကိုပြောလိုက်တာပေါ့နော်နင်းနဲ့တခြားအဲ့လိုတခြား interview တွေကိုတွားထားတာမျိုးရှိလားပေါ့နော်မရှိဘူးလို့ညီမကလည်းနည်းနည်းလိမ့်လိုက်တာပေါ့အဲ့နဲ့သူတို့ကအဲ့ဆိုရင်လည်းနင်းသိကြလားဒီမှာလောက်မှာအဲ့ဆိုရင်လည်းသူကနောက်ပတ်တင်းလာနေကြလို့ရှိရင် contract ပို့လိုက်မယ်ဆိုပြီးတော့တန်းပြောတာညီမကိုကြောက်တခါလေးခံတဲ့ပုံစံမျိုးပြီးတော့အဲ့ KFC မှာညီမတငယ်ချင်းတယောက်ရှိသေးတယ်မြန်မာကောင်လေးပဲသူကကြတော့အဲ့လို reference ပေးလို့ရတယ်အမရ manager ဒါကသူတငယ်ချင်းမှာဆိုပြီးတော့ညီမအဲ့လိုပြောပေးထားတာဆိုတော့ညီမနည်းနည်းလွယ်သွားတာအဲ့လိုမျိုး ပါဟုတ်ကဲ့ပြီးတော့ကြတော့ညီမအခုလုံနေတယ်လောလောဆယ်အခုလုံနေတယ်ပေါ့နော်လုံနေတာရောအားလုံးအဆင်ပြေလားပေါ့နော်ဟို everything is okay လားအဲ့ဒါ ဟုတ်ညီမလုတ်တဲ့နေရာကျတော့ဒီ cashier ရဲ့ front of house ပေါ့နော်ရှေ့မှာအဲ့လိုကြော် packing ထုတ်ပေးရတယ်ပြီး order ကောက်ပေးရတယ်ဆိုတော့ညီမအတွက်အခက်ခဲရတော့အဲ့လိုပထမဆက်စားချင်းမှာတော့သူတို့ customer လာပြောရင်ပြောတဲ့ဟာကိုနားမလည်ရပါတော့နားမလည်ပဲနဲ့ဘာမှမသိဘူးတော့ဖြစ်တယ်အစားပိုင်းကြဒါပေမဲ့နောက်ပိုင်းကျတော့ဒီတစ်ပတ်နှစ်ပတ်လောက်လေးနေရောနည်းနည်းအလုပ်ကိုနားလည်သွားတာဘာညာဆိုတော့အဆင်ပြေသွားတယ်အမအဲ့နေရာနည်းနည်းလျော်တက်တာရယ် front of house ဆိုတော့လေဟုတ် ဟုတ်ကဲ့ပြီးတော့မှညီမရှွန်လဲပြီးတော့မှအမတခြားပေါ့နော် suggestion လုပ်ပေးမယ့်ဟာမျိုးလေးအမပြောမယ်ပေါ့နော်အခုညီမရှွန်အရင်ဆုံးဟိုအဖြစ်လိုက်မယ်ပေါ့နော်ပြောလိုက်မယ်နော်same question ပဲညီမစုကိုပြောသလိုပဲပေါ့နော်ညီမရဲ့ဒီ experience လေးတွေ part time နဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြီးတော့ interview question လေးတွေပေါ့နော်ဟုတ် အဲ့တော့ကျတော့ဒီညီမရောက်လာတဲ့ဟာကျတော့ August မှာမရောက်လာအောင်ညီမကကျတော့ညီမ September ကျမှရောက်လာမှတ်ရ September 14ရက်နေ့မှာရောက်လာတယ်ပေါ့နော်ရောက်လာတော့September 14ရက်နေ့မှာ Bristol ရောက်တော့တပတ်ဝင်းကျင်လောက်အတွင်းညီမအလုံးမလျှောက်သေးဘူးဘာလို့လဲဆိုတော့တပတ်လောက်အတွင်းမှာသူကပေးထားတဲ့ဟာဒီတိုင်းဆောင်ခေါင်းပဲပေးထားခေါင်းပဲပေးထားတာsorry ခေါင်းတော့မပေးဘူးပွေရပဲပေးထားတာဆိုတော့အကုန်လုံးအိုက်ကအစအဆုံးကို stable ဖြစ်အောင်လုပ်ရတယ်ပေါ့နော်ဆိုတော့ညီမအဲ့ဒါမှမလျှောက်ဖြစ်သေးလိုက်ဘူးညီမပြီးတော့မှညီမနည်းနည်းလေးကြာလာတဲ့အချိန်မှာ okay ဒါငါလျှောက်ရတော့မယ်ပေါ့နော်အဲ့တော့မှဒီချိန်မှမလျှောက်ရင်မရတော့ဘူးဆိုပြီးတော့တွေးပြီးတော့အမှ Indeed မှာပဲညီမအခြားညီမဘယ်မှမသွားဘူး Indeed မှာပဲညီမ application list ကိုပြန်ကြည့်မနေ့ကမှတခြားပြန်ပြီးတော့လုံးဝ check လိုက်တဲ့အချိန်မှာညီမ application တင်ထားတာအခု30ကျော်တယ်အဲ့တော့အခု30ကျော်ရဲ့တည်းကမှညီမကို3ခုပြန်ပြီးတော့ interview ခေါ်တာပေါ့နော်အဲ့ဟာမှာကျတော့ဒီပထမတစ်ခုကကျတော့စတာချင်းခေါ်တဲ့ဟာကျတော့ညီမ exam invigilator ရှောက်လိုက်တာပေါ့နော်ဆောင်းပွဲကန်စောင်းနေဟာဘာလို့အဲ့ဒါရှောက်လိုက်လဲဆိုတော့ကိုအရန်ဟိုဖြစ်တာအဲ့လိုညာလားအထင်ကြီးရလားမသိခဲ့ဘူးပေါ့နော်အဲ့တော့ငါအဲ့လိုမျိုးgrocery store မှာငါမလုပ်ချင်ဘူးငါအဲ့လောက်ကြီးဟိုမလုပ်ချင်ဘူးစားလဲလုပ်နေတာဆိုတော့ငါပေါ့ပပလေးပဲလုပ်မယ်ပေါ့နော်ပြီးတော့ပေါ့ပပလေးလည်းလုပ်ချင်တယ် pay rate ကလည်းများလုပ်ချင်တယ်အဲ့လိုမျိုးနှစ်ခုကဖြစ်နေရဲဆိုတော့ရှောက်လိုက်တယ်ပေါ့နော်ဟုတ်တော့ကန်ကောင်းထောက်မှဆိုတော့ညီမအဲ့ဟိုတော့interview ရခေါ်ခံလိုက်ရတယ်ပေါ့နော်အဲ့တော့ invigilator ကျတော့ညီမရဲ့ CV ပေါ့နော်အဓိကကျတော့အဲ့ဟာကြောင့်ညီမကိုခေါ်ရလို့ချင်တယ်ညီမရဲ့ဒီ previous experience မှာလည်းညီမ education field ထဲမှာညီမလုပ်ခဲ့ပူးတာရှိတော့ပေါ့နော်ညီမအဲ့ရဲ့ experience ကြောင့်လည်းညီမကိုသူနည်းနည်းခေါ်မေးချင်တာလည်းဖြစ်မယ်ပြီးတော့ညီမအရင်တော့ကကျတော့လေဒီမြန်မာနိုင်ငံက British Council မှာညီမ volunteer ဝင်လုပ်ခဲ့ပေါ့နော် library နဲ့ဒီ service department မှာညီမ volunteer ဝင်လုပ်ခဲ့တယ်ဆိုတော့အဲ့ရဲ့ဒီ experience လေးကိုညီမပို့ပြီးတော့ပုံကြီးချပြီးတော့ညီမရေးထားတဲ့ CV ထဲမှာပေါ့နော်အဲ့အရာကြီးကြောင့်ပဲနေမယ်ညီမကိုတို့ဒီ education ရဲ့ဟိုဟာမှာစင်ပြီးမယ်ဆိုပြီးတော့ခေါ်တာပေါ့နော်ဆိုတော့မမရသွားပြီးတော့ interview ဖြေရဖို့အတွက်ကိုတို့အရန်တို့ strict ဖြစ်တယ်တို့ရဲ့ rules and regulation တွေကပေါ့နော်ဘာလို့ဆိုတော့ညီမသွားမဖြေခင်ကလေးကညီမကိုပုံမှန်ဆိုလို့ရှိရင် UK မှာ DBS check တွေပါရကြတော့အလုပ်ရပြီးသွားတော့မှဒီလူက DBS ဆိုတာအဲ့လိုနည်းနည်းဘယ်လိုပြောရမလဲတို့ဒီ previous မှာဘယ်လိုမျိုး criminal record တွေရှိလဲပြောဆိုရဲဟာ check တာပေါ့နော်အဲ့လိုမျိုးတွေတို့ကအလုပ်ရပြီးမှ check ကြတာများတယ်ဆိုပေါ့နော်ဒါပေမဲ့အဲ့ဟာကြောင့်ညီမကိုတို့ကဒီဟာကိုငါတို့ check ပါမယ်ဆိုပြီးအလုပ် interview မသွားခင်ကတည်းကညီမကိုတို့ contract ထိုးခိုင်းတယ်ပေါ့နော်အဲ့တော့ညီမအမှတို့ရဲ့ဒီ job requirement တွေညီမတခြားဖတ်ပြီးတော့ထိုးပေးလိုက်တယ်လက်မှတ်ကိုပေါ့နော်ပြီးတော့တို့အဓိကကကြတော့ဟိုဘက်ကကျောင်းကကြတော့တို့
လုံးဝကလေးတွေပေါ့နော် GCSE ကလေးတွေကို exam စောင့်ပေးရတဲ့ပုံစံဖြစ်နေတော့ကလေးတွေနဲ့အရန်ဟို relationship ရှိရမယ့်ပုံစံ communication ရှိရမယ့်ပုံစံပေါ့နော်အဲ့တော့ဒီ UK ကဒီ child law တွေ UK က teacher laws တွေအဲ့အရာတွေကိုညီမအကုန်ဖတ်သွားရတယ်ဆိုတော့ပြင်မခံကျင်တော့အဲ့လိုမျိုးစာရေးအများကြီးဖတ်ရတယ်ဆိုအဲ့လိုဖတ်ပြီးတော့ညီမသွားရတယ်ပေါ့နော်သွားပြီးတော့မှသူတို့စီရောက်တဲ့အချိန်မှာလည်းသူတို့မေးတဲ့ question တွေကကြတော့ exam invigilator ဘာလို့လုပ်ချင်လဲအရင်တော့က previous experience မှာဘာတွေဒီကလေးနဲ့ပတ်သက်ပြီး experience ရှိခဲ့လဲ education field လို့ဒီမှာရှင်းလုပ်ထားတဲ့ဟာမှာဘာတွေရှိခဲ့လဲပေါ့နော်အဲ့တော့ CV ကို review လုပ်ပြီးတော့သူတို့ question type ပုံစံအောင်2မျိုး3မျိုးလောက်သူတို့မေးကြတယ်ဒီ question တစ်ခုတွေကိုပဲအဲ့မဲ့နောက်ပိုင်းနေရာကျတော့ဘာမေးလဲဆိုလို့ရှိရင်ညီမကိုမေးခွန်းခု20လောက်မေးတယ်ဒါပေမဲ့ဘာတွေမေးလဲဆိုလို့ရှိရင်တော့သူတို့ဒီဥမာ case study တစ်ခုပေါ့နော်သူတို့ချပြတယ်ဥမာကလေးက exam ထဲမှာအရန် panic ဖြစ်ပြီးတော့ shock ဖြစ်နေဆိုရင်နင်က examiner တယောက်အနေနဲ့ဘယ်လိုမျိုး handle လုပ်မလဲအဲ့လိုမျိုး case လေးသူပြောပြတယ်ပြီးတော့ဒီမှာအကြောင်းမှာဆိုလို့ရှိရင်ကလေးချင်းရန်ဖြစ်ရင်နင်ဘယ်လိုထိန်းမလဲပြီးရင်exam invigilator လုပ်ဖို့အတွက်ကို experience ကဘယ်လိုမျိုးရှိခဲ့ဘူးလဲဘာ knowledge ရှိလဲပေါ့နော်ပြီးရင် safeguarding နဲ့ပတ်သက်ပြီးဘာတွေသိလဲဆိုတော့အဲ့လိုကြီးပေါ့နော်အဓိကကကျတော့ကိုရှောက်တဲ့ position ပေါ်မူတည်ပြီးတော့ကို့မှာ experience ဘယ်လောက်ရှိလဲဆိုတာတော့ကိုယ့်ရဲ့ခေါင်းထဲမှာတော့ပြင်သွားဖို့လိုတယ်ပေါ့နော်အဲ့ဒါမှသူတို့မေးတဲ့ခါကျလို့ရှိရင်သူတို့ကဘယ်လိုရမလဲ foreigner တွေဆိုမေးတာဆိုတော့ကွာဟိုနည်းနည်း accent ကကိုယ့်အတွက်အရန် struggle ဖြစ်နိုင်တယ်ပေါ့နော်ညီမအမှန်တိုင်းပြောရရင်ညီမသူတို့အဲ့ British ဟို interviewer တယောက်မေးတဲ့ဟာကိုညီမလုံးဝနားမလည်ခဲ့ဘူးဒါပေမဲ့ညီမပုံမပြတ်ခဲ့ဘူးပေါ့နော်ညီမဟန်ဆောင်ခဲ့ရတယ်လုံးဝဘာလို့သူပြောတဲ့စကားတွေထဲမှာပဲကိုတိရဲ့ words တစ်လုံးနှလုံးလောက်ပါတယ်ဆိုရင် okay ဒါငါ့ကိုဒါမေးတာဆိုရင်ညီမအမှပြန်ပြီးတော့ for ချရတယ်ပေါ့နော်လို့လေးလည်းရှိရပြီးတော့အဲ့လိုမှမလုပ်ချင်အောင်ဆိုလို့ရှိရင်တော့ညီမသူ့ကိုပြန်မေးရပြန် repeat လုပ်ပေးပါလားပေါ့နော်ဆိုတော့အဲ့ဒီ struggle ကတော့အခုထိအဲ့ဟိုကတော့ရှိနေတော့မယ်ပေါ့နော်အဲ့လိုလေးဖြစ်ခဲ့ပြီးလဲပြီးတော့သူနည်းနည်းညီမကိုအမွှန်းတင်တာများသွားလို့လားမသိဘူးကြိုက်သွားတယ်ထင်တယ်ညီမကိုအဲ့နေ့မှာပဲအိမ်ပြန်မရောက်သေးဘူးလမ်းမှာပဲဖုန်းဆက်ပြီးတော့နင်ကို offer ပေးပါတယ်ပေါ့နော်ဆိုပြီးပြန်ပြောလာအမေ तू ကကျတော့ဖြစ်ချင်တော့အမရဲ့ तू ကဟိုညီမတို့ဟို20 hour လုပ်လို့ရတယ်ဆိုမှ20 hour contract ညီမမပေးဘူးသူကစောင်းမေးဝဲအဆောင်ဆိုတော့စောင်းမေးဝဲရှိမှတော့စောင်းမဲ့ပုံစံဆိုတော့ညီမအတွက်အဲ့ဒါနဲ့အဆင်မပြေဘူးပေါ့နော်အဆင်မပြေတော့အခြားအလုပ်တွေလည်းညီမထပ်လျှောက်ပြန်ရောထပ်လျှောက်တော့ကျတော့ဒီ grocery store မှာပဲညီမလျှောက်လိုက်တယ်လျှောက်ထားတာရှိရပေါ့နော် Sainsbury ဆိုတဲ့ grocery store မှာလျှောက်လိုက်တယ်အဲ့ဒါကျတော့ပုံမှန်က day shift တွေကိုညီမလုပ်ချင်တာဒါပေမဲ့ညီမရောက်သွားတဲ့အချိန်နဲ့ညီမလျှောက်တဲ့အချိန်နဲ့ကကျတော့အရန်ဟိုအရန်ပြည့်နေပြီပေါ့နော်ဟို application တွေကဆိုတော့ဟို night shift ဆိုတဲ့ဟာပဲညီမတွေ့ခဲ့ဆိုတော့ night shift ကကြတော့ weekend မှာည7:00နာရီကနေမနက်6:00နာရီခွဲထိလောက်ကြတယ်ဆိုတော့စကြံတော့မလုံနိုင်ထင်ခဲ့တယ်ဒါပေမဲ့လည်းဟိုသူ့ရဲ့ဒီတနားရီစာပေးတဲ့ပတ်စံလေးကိုကြည့်လိုက်တဲ့အချိန်မှာနည်းနည်းလေး impress ဖြစ်သွားပြီပေါ့နော် okay ငါလုပ်မယ်ပေါ့နော်ဆိုတော့အဲ့မှာရှောက်ပြီးတော့မှinterview ဖြေတဲ့အချိန်မှာလည်းအဲ့လိုပဲပေါ့နော်ဟိုဒီဘာလို့ night shift လုပ်ချင်ရတာလဲညဘက်ဆိုလို့ရှိရင်ဒီချိန်ကနေချိန်လောက်ကမယ်အဲ့ဒါအဆင်ပြေလားဘာလို့အဆင်ပြေရလို့ကိုယုံကြည်တာလဲပေါ့နော်အဓိကအဲ့လိုမျိုးပေါ့နော်ဟို interview သွားဖြေတဲ့အချိန်မှာငြိမ်လေးနဲ့ငါနဲ့အဆင်မပြေဘူးအဆင်မပြေနောက်မှအဆင်မပြေဘူးဖြစ်နေတယ်လို့မျိုးပုံစံမပြပဲနဲ့ငါရတယ်ငါလုံနိုင်တယ်ဆိုတော့ impression ကိုပြအကောင်းဆုံးပဲပေါ့နော်ဆိုတော့သူတို့ကကြတော့ကိုယ့်ရဲ့ CV ထဲမှာဘလောက်ပဲ folder CV ကိုသူတို့ game site ကိုအမှန်တိုင်းပြောရတယ်ပေါ့နော် game site ပဲနဲ့ကိုယ့်ရဲ့ကိုပြောတဲ့ဟာကိုသူတို့ကလိုချင်တာအဓိကကိုယ့်ရဲ့ experience မှာညီမရဲ့ tips ကဆိုလို့ရှိရင်ညီမကိုဘာ question မေးညီမမှာ experience ရှိတော့ငါရဲ့ experience ပေါ်မူတည်ပြီးတော့ဆိုရဲ example တွေညီမအမြဲသုံးထားတယ်ဆိုတော့ maybe အဲ့ဟာတွေကြောင့်လည်းညီမအချိန်တိုတွင်းရခဲ့လို့ညီမထင်တယ်ပေါ့နော်အဓိကကတော့အဲ့ဟာတွေတော့ interview question တွေကတော့ညီမဘယ်လိုမျိုးလေ့လာခဲ့လဲဆိုလို့ရှိရင်ဟိုညီမဒီလိုမျိုး foreign မှာညီမတခါမှညီမအတွက်မလျှောက်ခဲ့ဘူးပေါ့နော်ဒါညီမရဲ့ first study abroad journey ပေါ့နော်ဆိုတော့ညီမအဲ့ interview ရေးဆိုလို့ရှိရင်တို့ကဘယ်လိုမျိုးမေးတက်လဲဆိုတာမသိတော့ညီမ ChatGPT ပဲညီမမေးခဲ့တာအဲ့လိုညီမရှောက်မဲ့ဒီ exam invigilator ဆိုလို့ရှိရင်ငါဘာ question တွေပြင်သွားတင်လဲပြီးရင်အဲ့ခုနကဒီ night shift ဆိုလို့ရှိရင်ဘာလုပ်သွားမလဲပေါ့နော်အဲ့တော့အဲ့ဟာတွေနဲ့အရန်ညီမတက်ကတော့အဆင်ပြေခဲ့တယ်ညီမဘာမှအရန် prepare မလုပ်သွားဘူးညီမသွားခဲ့နေကြတော့မှညီမအဲ့ question လေးတွေကိုညီမနည်းကြည့်သွားတယ်ကြည့်သွားပြီးတော့မှညီမ answer ကိုခေါင်းမှာစဉ်းစားထားတယ်အဲ့တော့လို့ဆို
ပြီးတော့မှကိုယ့်ရဲ့ experience ပေါ်မူတည်ပြီးတော့ပဲဖြည့်သွားလိုက်တယ်ပေါ့နော်အဲ့တော့အကယ်၍ experience မရှိဘူးဆိုလို့ရှိရင်တော့လဲစိတ်ပူစရာတော့မလိုဘူးတင်တယ်ဘာလို့လဲဆိုတော့သူတို့ experience မရှိတဲ့သူတွေလည်းခန့်ကြတယ်အများကြီးခန့်ကြတယ်ပေါ့နော်အဓိကကတော့ကိုယ့်ရဲ့ effort နဲ့ပဲဆိုင်တယ်ကိုကရှောက်များများရှောက်မရလဲထက်ရှောက်ဘာမှမဖြစ်ဘူးအများကြီးရှောက်လို့ဒီမှကိုယ်မလုပ်ဘူးကွာအဲ့တော့ကိုရတဲ့ချိန်ဒီကိုလိုချင်တဲ့ဟာဒီရှောက်နေလို့ရတယ်ပေါ့နော်အဲ့လိုလေးတော့နည်းနည်းလေး recommend ပေးခြင်းနဲ့ပြီးတော့တခြားဟာကြတော့အရင်ကြီး trade တူမရှိပါဘူးတချို့အမကြညီမကြားတဲ့ဟာရှိရတစ်နှစ်လောက်ရှိနေပြီအလုံးမရသေးဘူးဆိုတဲ့ဟာကြတော့လေညီမထင်သူတို့ရှောက်တဲ့ပုံစံမှားလို့လား maybe CV writing ထဲမှာသူတို့နည်းနည်းလေးလိုအပ်မှုရှိလို့လားအဲ့လိုတော့ညီမထင်တယ်နောက်တစ်ခုကကြတော့ဒီဟာတွေကြတော့ကိုက international student အနေနဲ့လာဆိုတော့လေဟိုကိုယ့်ဘက်မှာဘာကြီးပဲ background ကအဆင်မပြေနေတာပဲရှိစေသူ့ရှိမှာငါအဆင်ပြေတယ်ငါလုံနိုင်တယ်ဆိုတဲ့ဟာကိုပဲdetail ကြကြလေးပြောပြပေးသွားရင်အဆင်ပြေမယ်လို့ညီမထင်တယ်ပေါ့နော်ဟုတ်နည်းနည်းရှိပါရဲ့ ရတယ်ညီမ thank you ပါတတိချာချာလေးပြောပြပေးအတွက်လေဘာဖြစ်လဲဆိုတော့အခုပတ်တိုင်းမရသေးရဲ့ပေါ့နော်မောင်လေးညီမလေးလည်းရှိမယ်ဆိုတော့ညီမလေးတို့နှစ်ယောက်ခုလိုမျိုး share ပေးတာအရင် useful ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကအမကဘာထပ်အပ်ချင်လဲဆိုတော့လေဒီလားဟိုညီမတို့ဒီဟိုဗာလဲခုနလိုပေါ့နော်ညီမဘယ်လာပြောသလိုမျိုးပေါ့နော်ဒီ interview မှာတကယ်တမ်းကကိုလုံနိုင်နေဆိုတဲ့ဟာကိုပေါ့နော်ပြောရမယ်ဆိုရင်တော့နည်းနည်းရှိတတ်ရမယ်ပေါ့နော်အဲရှိတတ်ဖို့ကအရေးကြီးတယ်ပေါ့နော်အဲ့ဒါအရေးကြီးတယ်နောက်ပြီးတော့ကြတော့ဟိုတစ်ခုနှစ်ခုရှောက်လို့မရဘူးပေါ့နော်အများကြီးရှောက်ရမယ်ညီမတို့လည်းခုလိုမျိုး mention လုပ်တဲ့အတိုင်းပဲပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ခုလိုမျိုးဟိုနာမည်ကြီးတဲ့ထားပါတော့နော်ကုမ္ပဏီကြီးတွေမှာပို့ပြီးတော့ဦးစားပေးပြီးတော့ရှောက်ပါပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တစ်ခုတည်းကိုဝင်သွားပြီဆိုရင်ဥပမာဆိုညီမတို့ဒီ Sainsbury တို့ KFC တို့အဲ့လိုမျိုးတွေတစ်ခုတည်းဝင်သွားပြီဆိုရင်နောက်တစ်ခုရဖို့ဒီ same industry အတွင်းထဲမှာတော့မှနောက်တစ်ခုရဖို့မခက်ခဲတော့ဘူးပေါ့နော်ဆိုတော့ကြတော့ဟိုဦးစားပေးပြီးတော့ရှောက်ပါအဲ့လိုမျိုးနာမည်ကြီးတဲ့ဟာတွေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အမဘာလို့ပြောလဲဆိုတော့တခါတလေကြာရင်ဒီတချို့ပေါ့နော်ဒီ chain တစ်ခုလည်းရှိတဲ့ဆိုင်တွေရှိတယ်ပေါ့နော်အဲ့ဆိုင်တွေဆိုရင်ကြတော့ဟိုပေးတွေပါတွေကအစပေါ့နော်ဟိုအဆင်မပြေတတ်ဘူးပေါ့နော်နောက်ပြောကြကိုရတဲ့ပေးရလဲဒါ UK ကပေးတဲ့ government site မှာ check လို့ရတယ် minimum wage ကဟုတ်ရဲ့လားပေါ့နော်အဲ့ဒါလည်းသိဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကနေပြီးတော့မှတကယ်လို့ဒီမှာဆိုရင်ပေါ့နော် holiday တွေဆိုရင် double pay တွေရတတ်တယ်ပေါ့နော်အဲ့ဒါလေးဟိုက holiday လုပ်တဲ့ခါကျရင်double pay ရမယ်ပေါ့နော်အဲ့ဒါလေးရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးပါညီမအမထပ်အပ်ပေးတာပေါ့နော်ဟုတ်နောက်ပြီးတော့ညီမတို့တကယ်လို့အလုပ်ထဲမှာအရန်ပင်ပန်းနေစာကိုနည်းနည်းနှောက်ယှက်ဖြစ်တယ်လို့ဖြစ်လာတယ်ဆိုရင်ပေါ့နော်တခြားပေါ့နော်တတ်တာမဲ့အလုပ်ကလေးကိုလည်းပြောင်းရှာကြည့်ပါပေါ့နော်ဒါကတော့ဟိုဘယ်လိုခေါ်မလဲအမြဲတမ်းကို experience ရအောင် even though ညီမတို့တကယ်ဟို interview သွားတယ်ဆိုရင်တောင်မှဟို experience ရနေပြီပေါ့နော်အဲ့ခါကျတော့maybe တချို့တွေရှားတော့ရှားရတယ်ပေါ့နော်ဒါပေမဲ့မရဘူးမဟုတ်ဘူးရှားကြည့်ပါ office job တွေမှာလည်းpart time job တွေရှိတတ်တယ်အဲ့လိုမျိုးလေးတွေပဲအခုဒီလောက်ရနေတော့မှာပဲအားတဲ့အချိန်လေးတွေကိုလည်းထပ်ရှာကြည့်ပါဘာဖြစ်လဲဆိုတော့ဒီလိုမျိုးဟိုကိုကနောက်ပိုင်းကျရင်လည်းဒီလို office job တွေကိုယ့်ရဲ့လုံးနဲ့ဆိုင်တဲ့ဟာတွေအကြောင်းနဲ့ဆိုင်တဲ့ဟာတွေကိုရှောက်ရမှာပဲဆိုတော့လေနော်အဲ့ဒါလေးကိုစူးစမ်းပြီးတော့ဆက်ချောက်ကြည့်ပါဟုတ်နောက် topic အနေနဲ့အမားတို့ကိုအမားတို့ကြိုက်ဆုံးညာအစားအစာပေါ့နော်အစားအစာကြောင်းသွားလိုက်မယ်ပေါ့နော်ဆိုတော့ကြတော့ညီမတို့မြန်မာပြည်ကနေပေါ့နော်ဘာတွေယူခဲ့လဲပေါ့နော်ဒီ UK ကိုညီမတို့လာတော့ငါပေါ့နော်ဟုတ်ညီမစုကစားလိုက်မလား ဟုတ်UK ကိုလာတော့ကြတော့အရင်အဲ့လိုအစားအသောက်ဆိုလို့ရှိရင်ညီမတို့ကလက်ဖက်တွေပါကြိုက်တယ်ပေါ့နော်လက်ဖက်တွေအဲ့လိုလက်ဖက်တွေများများယူခဲ့တယ်ပြီးတော့အချောက်ချမ်းတွေပေါ့နော်အမအဲ့လိုငချောက်တို့ပြီးတော့အဲ့လိုစိတ်သားချောက်တို့ပါလို့လည်းယူလို့ရတယ်ဆိုတော့လေအဲ့ဒါကြီးလည်းယူခဲ့ရကောင်းတယ်ဘာလို့လဲဆိုတော့ဒီမှာအဲ့လိုနေတိုင်းချက်မစားနိုင်နေချက်တွေရှိရပေါ့နော်ညီမဆိုလို့ရှိရင်အဲ့လိုအလောက်ကပြန်လာတဲ့အချိန်ကြလို့ရှိရင်အဲ့လိုပင်မနေရမျိုးတို့ကျောင်းကကြတော့တနေကုန်တက်ရတဲ့အဲ့လို2ရက်တက်ရတယ်ဆိုပေမဲ့တနေကုန်တက်ရတယ်ညီမအချိန်ကကြတော့အဲ့တော့တနေကုန်တက်တဲ့အချိန်ကျပြန်လာဟင်းမချက်ချင်တော့ဘူးအဲ့ညလို့ရှိရင်ထမင်းလေးပဲတဲပြီးတော့အဲ့လိုအချောက်ချမ်းလေးနဲ့စားရင်လည်းအဆင်ပြေပေါ့နော်ဒီလားမှာအဲ့အဓိကကတော့အဲ့လိုအချောက်ချမ်းနေပြီးတော့ငပိချက်တွေဘာတွေရောအဲ့လိုတခါငပိကြိုင်ပေါ့နော်ငပိကြိုင်အဲ့လိုငပိချက်တွေပါအဲ့လိုချက်ထားတာလေးတွေအင်းကတခါလေးထည့်လာတာပိုကောင်းတယ်ဒါပေမဲ့ဘာဖြစ်လို့လဲဆိုတော့ညီမတို့ကဖြစ်သွားတာညီမအဲ့ကီလိုကျော်မှာကြောက်တာပေါ့နော်ကီလိုကျော်မှာကြောက်တော့ညီမနည်းနည်း short ထည့်လိုက်တယ် short ထည့်ပြီးတော့ဒီကိုရောက်လာတဲ့အချိန်မှာတစ်လလောက်2လလောက်နေတော့ကုန်သွားတော့အိမ်ကိုပြန်မှာရရမှာပြန်မှာတဲ့ဈေးကပိုကြီးရယ်ဒီပေါ့နော်သိလားပြန်မှာတဲ့အချိန်မှာညီမ9ကီလိုလောက်မှာညီမအဲ့လို9သိန်းကျော်လောက်ပေးလိုက်ရတယ်ဆိုတော့
တိတ်တော့အဆင်မပြေဘူးပေါ့နော်ပြန်စဉ်းစားကြည့်ရင်တခါလေးများများတည်လာလို့ရရင်အစားအသောက်ကိုတည်လာလိုက်ပေါ့နော်အဝတ်စားပါညာကကြတော့အနွေးထည်လောက်ပဲတည်လာအနွေးထည်လောက်ပဲတစ်ထည်နှစ်ထည်လောက်နည်းနည်းထူတဲ့ဟာလေးတွေပဲတည်လာပြီးတော့အဲ့လိုအစားအသောက်ကိုတခါလေးကို3-4လစာလောက်တခါလေးထည့်လာတာပိုကောင်းတယ်ဘာလို့လဲဆိုတော့ဒီရောက်တော့မှရန်ကုန်ကပြန်မှာလို့ရှုပ်ရှင်နည်းနည်းဈေးကြီးရမျိုးရှိတယ်ကီလိုနဲ့ပတ်သက်ပြီးတော့လေဟုတ် ဆိုညီမကိုပဲဆက်မေးလိုက်မယ်ပေါ့နော်ဒါဆိုညီမဒီလိုပဲပေါ့နော်ဟိုစိတ်ထဲမှာအမ question တွေဟိုဟာဖြစ်ထားသလိုမျိုး ဟုတ် အမဒီဟိုဟာလဲဟိုဘယ်အစားအစာကိုညီမ miss အဖြစ်ဆုံးလဲပေါ့နော်ဟိုမယူလာခဲ့ရဘူးဆိုပြီးတော့ဖြစ်တဲ့ဟာမျိုးရှိလား မယူလာခဲ့ရဘူးဆိုပြီးတော့ညီမကလက်ဖက်ပဲကြိုက်လို့လားတော့မသိဘူးလက်ဖက်ကုံသွားလို့ရှိရင်အဲ့လိုထပ်မှာကျင်တာမျိုးပဲရှိတယ်ကျန်တာတော့ရန်တော့မရှိဘူးမအဲ့လိုဟိုဗာချင်မောင်ကျော်တော့စားကျင်တယ်ချင်မောင်ကျော်ကဒီမှာမရှိဘူးဆိုတော့အဲ့ချင်မောင်ကျော် ready made ထုတ်တွေကတော့ပို့မှာကျင်တယ်ညီမတည်လာတဲ့အချိန်မှာ2ထုတ်3ထုတ်လောက်ပဲပါတယ်ဆိုတော့ချင်မောင်ကျော်တော့တော်တော်လွမ်းတယ်မှာ ဟုတ်လား okay အမနောက်ပိုင်းကျမှပဲ recipe ပေးဦးမယ် ဟုတ် ဟုတ် ချန်နေ ဟုတ် လေး ဟုတ် မှာဟုတ် ဟုတ် thank you ပါညီမရေညီမပဲလာရောဒီတော့ပေါ့နော် food တွေခုနညီမအဆူပြောသလိုမျိုးဘာတွေယူခဲ့လဲပြီးတော့ကြတော့ဘယ် food ကို miss ဖြစ်ဆုံးလဲပေါ့နော် ညီမကကြတော့ညီမလာတဲ့အချိန်မှာညီမရဲ့အနှွေးတွေညီမပြန်အနှွေးတွေမုတ်တွေပေါ့နော်ညီမအများကြီးတည်ကျင်တော့လေညီမairline ကိုညီမ luggage နှလုံးရရဲ့ airline ကိုညဆိုင်မယ်ဆိုတဲ့ဟာမှာအကုန်လုံးကကျတော့ညီမကိုညဆိုင်တဲ့ဟာမယူနဲ့တော့နည်းနည်း struggle ဖြစ်လိမ့်မယ်ဆိုပြီးတားရဲ့ကြားရဲ့ဟိုမှာညီမညဆိုင်တဲ့ဟာကိုညီမယူခဲ့တယ်ဘာလို့ဆိုတော့ luggage နှလုံးတည်ကျင်လို့ပေါ့နော်ညီမအဲ့ဟာတည်ကျင်တော့ညီမပထမတစ်လုံးကိုကျတော့ညီမအနှွေးရည်ကြီးပဲညီမထည့်သွားတယ်ဒီကluggage တစ်လုံးမှာညီမစားတောက်တွေကြီးပဲစားတောက်တွေကြီးကိုမှညီမဘာတွေပါလဲဆိုရင်အစုံပေါ့နော်မမေတို့ထည့်ပေးလိုက်တဲ့ဟာတွေဒီလက်ဖက်တို့ငါချောက်ပြီးငပိထောင်းတွေပေါ့နော်ညီမနေတဲ့ဟာကြတော့ညီမ accommodation ယူကြီးက accommodation မှာနေတော့ညီမရဲ့ flat မှာဆိုလို့ရှိရင်လူ6ယောက် share ရတယ်ပေါ့နော် kitchen ကိုလူ6ယောက် share ရတော့ညီမငပိရေအရန်စားချိန်ပေးမယ်ငပိကြိုနေတဲ့ချိန်ကြလို့ရှိရင်ငပိဟွာဖြစ်တဲ့ခါကြလို့ရှိရင်ငါ့ကိုပြောလိုက်မယ်ဆိုပြီးညီမမယူခဲ့ဘူးပေါ့နော်ငပိရေပေါ့နော်ညီမအဲ့နဲ့ငပိထောင်းကိုပဲလုံးဝတိတ်ပြီးတော့ယူလာတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့လာကန်နီးမှာညီမရဲ့ research ကနည်းနည်းနည်းသွားတဲ့ဟာနေမယ်ညီမအဲ့လိုငချောက်တွေsorry စိတ်သားချောက်တွေဘာယူသွားလို့မရအောင်ဆိုပြီးညီမတိထားတာဆိုတော့မယူခဲ့ဘူးညီမအဲ့ဒါတော့အရင်နောင်တရတယ်ပေါ့နော်အဲ့တော့စိတ်သားချောက်တွေပါယူလို့ရတယ်ကိုနဲ့ကကြောက်လေဆိုတော့ညီမဘလောက်ပဲယူခဲ့ညီမရောက်ချင်းမှာညီမဟင်းသိမ့်မချက်ဘူးအိမ်ကပေးခဲ့ဟာပဲညီမအရင်အကုန်စားတာပေါ့နော်စားတော့ရှမ်းကောက်ဆွဲ ready made ထုတ်တွေလေညီမအများကြီးထပ်မှာတယ်ပြီးမမေတို့ကဒီတခြားငပိတွေပါဆိုလဲအများကြီးပြန်ထည့်ပေးတယ်ပြီးနောက်တစ်ခုကကျတော့အနွေးတွေပေါ့နော်အရန် choosy ဖြစ်တဲ့အချိန်မှာညီမပါတယ်ဆိုတော့ညီမအနွေးတွေဆိုလို့ရှိရင်တကယ်လိုအပ်တဲ့ဟာတွေညီမထုတ်ရင်းနဲ့ကြံခဲ့တာအများကြီးရှိရဆိုတော့မမေတို့ပြန်ပို့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေတော့ဖြစ်တယ်နောက်ပိုင်းကျတော့မှနည်းနည်းလေးပို့ပြီးတော့အဆင်ပြေလာစားတော့ရတာပြီးတော့ညီမဟင်းချက်အိမ်မှာဆိုရင်ဟင်းချက်လားဆိုရင်မချင်ဘူးဒါပေမဲ့ဒီရောက်တဲ့ခါကျလို့ရှိရင်မြန်မာအစားအစာရဲ့မြန်မာ taste ကိုအရန်ကြိုက်တော့ညီမကိုယ့်ကိုဟင်းချက်ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကိုကြိုက်တဲ့ဟာတွေပဲကိုချက်စားဖြစ်တယ်ညီမအဲ့ဒါဟင်းချက်မှာတော့တိတ်တော့မပြင်းဘူးဆိုတော့ကိုစားဘိုက်ညီမဘိုက်ပြေးဖို့အတွက်ကိုကြိုက်တာကိုစားမှဆိုရဲဟာရှိရောလေညီမအမြဲတမ်းတော့ဟင်းချက်စားတယ်ညီမဆိုရင်ဟုတ် ဟိုအစားအစာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ Asia Food တွေရောဒီ UWE မှာပေါ့နော်ဒီ Bristol မှာပေါ့နော်ညီမတို့ဝယ်ရတာလွယ်လားပေါ့နော်စိုင်းနေဘလို့အခြေအနေရှိလဲပေါ့နော်ဘာဖြစ်လဲဆိုတော့ခုနလိုအများကြီးမယူလာဘူးဆိုရင်ကိုယ့်အကူချက်စားဖို့အတွက်ဆိုရင်အဆင်ပြေဖို့အတွက်ပေါ့နော်ဟုတ် ရှိရယ်ဘရစ်ဆယ်ကကြောက်လေတော်တော်လူလည်းအရန်မများဘူးဒါပေမဲ့မြို့လည်းတော်တော်ကြီးရဲ့ထဲမှာပါတော့လေဟိုမြို့ကြီးတယ်ဆိုတော့လူမျိုးစုံတယ်ဆိုတော့စားတောက်တွေကအဲ့လောက်ကြီးထိနည်းနည်းလေး struggle မဖြစ်ဘူးပေါ့နော်ဒါဟာတော့ရှိတယ်တခုရှိတာကတော့သူတို့ဒီမှာ Asian market တွေရှိတယ် Asian market တွေမှာညီမတို့ဒီမှာဟို spice တွေဝယ်လို့ရတယ်ဥပမာမြန်မာ taste နဲ့ spice တွေပေါ့နော်အဲ့တော့အဲ့ဟာတွေညီမရောက်ချင်းကလေးကညီမတော့ဝယ်တယ်ဒီမှာဘာထက်ဒီငံပြားကြီးဆိုလဲငံပြားကြီးပဲငံပြားကြီးဆိုလဲအိမ်မှာမြင်ဘူးတဲ့ပဲငံပြားကြီးကိုဆွဲလာတာပေါ့နော်ဆိုတော့အဲ့လိုပြီးတော့တရားတစ်ခုကကျတော့ဆန်ပေါ့နော်ဆန်ကကျတော့ညီမဘယ်ဆန်မဆိုအဆင်ပြေတယ်ဆိုတော့ညီမအဆင်ပြေလောက်မဲ့ဆန်ဒီ Thai ဆန်လားမသိဘူးပေါ့နော်အဲ့ဟာကိုညီမယူခဲ့တာ
ပြီးတော့အခြားဟိုဟာတွေဆိုလို့ရှိရင်အကုန်လုံးကကြတော့ဒီကိုယ့်ကိုချက်တက်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့ budget လည်း save ဖြစ်တယ်အပြင်မှာစားရင်အရန်ကြီးကြီးတယ်ညီမတို့ဘယ်လိုမှ cover ဖြစ်မှာမဟုတ်ဘူးတစ်ခုဆိုလို့ရှိရင်10ပေါင်12ပေါင်လောက်ကစနေရဆိုတော့လေအဲ့တော့ကိုယ့်ကိုချက်စားတာအဆင်ပြေပြီးတော့ညီမကနေ့တိုင်းကြောင်းတက်ရတယ်မှာပါတယ်ဆိုတော့ညီမနေ့တိုင်းတော့ဟင်းမချက်ဘူးညီမတစ်ခါချက်ရင်2ရက်လောက်ညီမ free စုပ်ထားရေခဲတာရေမှာနောက်နေ့လေညီမအဲ့ဟာပဲစားဒါပေမဲ့စားတာတော့မငင်းငွေဘူးညီမလို့နေ့တိုင်းဒီဟင်းစားနေရလို့ဆိုပြီးတော့ငင်းငွေတယ်မပါဘူးညီမတော့လေအဲ့တော့ချက်ထားတယ်ချက်ထားပြီးတော့လိုတလောက်ယူထည့်တယ်ပြင်ရေခဲတာပြန်ထည့်ထားတယ်ဆိုတော့အဲ့လိုပဲညီမဟို2ရက်လောက်ကိုဟင်းတစ်ခါချက်ပြီးတော့ run နေရဆိုတော့ညီမအဲ့ဟာတော့အဆင်ပြေဒါပေမဲ့တကူရှိရညီမဒီရောက်တဲ့အချိန်မှာညီမချက်သားလုံးဝမစားသေးဘူးအရင် satisfy မဖြစ်သေးဘူးပေါ့နော်ပြောရမယ်ဆိုရင်စက်သားတွေကဘလို့မှအရသာမရှိနေဘူးညီမပါစက်ထဲမှာပေါ့နော်ညီမဘယ်လောက်ထိmarinate လုပ်ပြီးတော့ပဲချက်စက်သားကလုံးဝဘယ်လိုပြောရမလဲဖော်တော့ကြီးစားညာဆိုပဲညီမခံစားရတယ်ပေါ့နော်စက်သားနဲ့ညီမနဲ့ကတော့အဆင်မပြေသေးဘူးအခုချိန်ထိတော့လေဟုတ်ဟာအဆင်ပြေတယ် ဟုတ် thank you ပါညီမကြီးညီမခုနလို mention လုပ်တယ်လို့မျိုးလေးဒီလားချက်စားတာအမလေးအဲ့ဒါလေးဟိုဟာဘယ်လိုခေါ်မလဲအမလေးအားပေးတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမကြီးအတွက်ညီညွတ်တယ်ဒါပေမဲ့တခါလေကြာရင်တော့အဲ့လိုမျိုးပေါ့နော်ဟိုကိုယ်လက်ရာစားတာအရင်ကြီးငွေတွေတခါလေးမျိုးဆိုရင်တော့စားပေါ့နော်ဒါပေမဲ့ခုနလိုမျိုးတစ်ပတ်လုံးလိုမျိုး take away ယူလာတော့ဘာလို့အဲ့လိုမျိုးကြာရင်ခါကြတော့ budget လည်းထိတယ်ပေါ့နော် save မဖြစ်ဘူးပေါ့နော်ဆိုတော့အဲ့ဒါခုနညီမ mention လုပ်တာအရင်ကောင်းတယ်အဲ့ဆိုအမဟိုဟာတခြား topic လေးသွားလိုက်မယ်ပေါ့နော်travel နဲ့ experience နဲ့ topic လေးပေါ့နော်ညီမတို့ဒီ Bristol မှာဘယ်တွေသွားပြီးပြီလဲဘယ်တွေရောက်ပြီးပြီလဲပြီးတော့ကြတော့ဘယ်မြို့တွေကိုသွားပြီးပြီလဲပေါ့နော်ဟုတ်ညီမစုကစားကြင်လား ဟုတ်ညီမစလိုက်မယ်ညီမကတော့ရောက်ပြီးတော့ဒီနားအနီးနားမှာရှိရဆိုလို့ရှိရင်တော့ဘတ်တော့သွားပြီးပြီပေါ့နော်အဲ့ဘတ် city ကတော့သူကနည်းနည်းမောင်းလို့ရှိရင်ဒီကနေတနားရီလောက်ပဲသွားရတယ်ဒီ coach နဲ့ပဲသွားရဆိုတော့သူကတော့တော်တော်လှတယ်သူကじゃ Bristol နဲ့မတူတာじゃ Bristol ကနည်းနည်းသူကအဲ့လိုလူတွေလည်းအဲ့လိုနည်းနည်းများပြီးတော့စီရယ်ပေါ့နော်ဟိုဘတ်ကကြတော့နည်းနည်းသူကဟို Asian vibe လေးလိုဘာလို့ roman ပုံစံroom ပုံစံမျိုးလေးရရတယ်အမရဲ့အဲ့လိုမျိုးသူကအလဲပတ်လောက်တော့ကောင်းတယ်ဒါပေမဲ့အဲ့လိုအမှနေတာတို့ကျောင်းတက်တာတို့အဲ့လိုလှုပ်တာတို့ဘာညာကြတော့ Bristol လောက်တော့မကောင်းလို့တော့ထင်တယ်ပေါ့နော်ညီမကတော့ Bristol ကိုကြိုက်တယ်ဟဲ့လို့ရှင်းကြည့်ရင်တော့လေပြီးတော့ညီမက Birmingham လည်းရောက်ပြီးပါပြီရှေ့ဘက်ကပေါ့နော် Birmingham လည်းအဲ့လိုပဲ Birmingham လည်းသူမြို့နည်းနည်းကြီးရယ်ဒါပေမဲ့ညီမအတွက်ဆိုလို့ရှိရင်နည်းနည်းလူရှုပ်သလားလို့အမဒီလားလိုမျိုးလူတွေရမ်းများပြီးတော့လေပြီးတော့Bristol လောက်တိတ်ပြီးတော့မတန့်ဘူးပေါ့နော် Bristol ကနည်းနည်းအဲ့လိုအဆင်ပြေတဲ့ထဲမှာပါတယ်ညီမကတော့အဲ့လိုအဲ့နှစ်ခုကိုသွားပြီးတဲ့ထဲမှာ Bristol တော့အကြိုက်ဆုံးပဲပြီးတော့ဟို Cheltenham လည်းရောက်ပြီးပြီပါ Cheltenham လည်းအမတို့စီမှာဆိုတော့ Cheltenham လည်းမိုက်တော့မိုက်တယ်မှာဟုတ်ညီမဒါဆိုရင်3နေရာလောက်Bristol ကလွယ်လို့3နေရာလောက်တော့ရောက်ဘူး တော့မရညီမလန်ဒန်သွားခြင်းသေးရမှာသွားမယ်တူတူသွားကြမယ် တူသွားရမယ်ဟုတ်မှာအမလည်းကြိုက်တယ်ဒီဘာကိုလေးဒီလားဘာကတော်တော်ဒီလားလှရဲဒီမှာပါတယ်ဟုတ်မှာဘယ်လာလဲဟိုနေ့ကရောက်သွားတယ်တင်ထားတွေ့ရဟာလားညီမဟုတ်ညီမဘယ်လာရော sorry ဘယ်ရောက်ပြီးသွားတယ်ညီမဟုတ်ညီမအဲ့လိုပဲညီမပထမဆုံးအဲ့လို travel လုပ်ဖူးတာတော့ Cheltenham ကိုညီမအရင်ဆုံး travel လုပ်ဖူးတာအဲ့ဒါမနေ့ကsorry တနေ့ကကြာတော့မှညီမဘတ်ရောက်ဖူးတယ်ပေါ့နော်ဘတ်ကကြာတော့ညီမဒီကျောင်းဘက်ကတူတွေကျောင်းကဒီ badminton အဖွဲ့ရတူတွေနဲ့သူတို့ဒီ badminton tournament University of Bath နဲ့ရှိရဲဆိုပြီးညီမလိုက်သွားတာဆိုတော့အဲ့လိုပေါ့နော် University of Bath ကိုလည်းညီမရောက်ခဲ့တယ်သူကကျောင်းကြီးကတော့လုံးဝအကြီးပဲပေါ့နော်ဘလို့ကြီးလဲဆိုလို့ရှိရင်သူတို့ရဲ့ဒီ sport hall ကိုညီမအဓိကရောက်ခဲ့တာဆိုတော့လေသူတို့ရဲ့ sport hall ကညီမရဲ့ဒီ business building လောက်ရှိတယ်ဆိုတော့အဲ့လို sport hall ကြီးကအကြီးပေါ့နော်ဆိုတော့တော်တော်မိုက်တယ်ဒါပေမဲ့တခုရှိတာသူကလုံးဝတောင်ပေါ်မှာလုံးဝကိုတောင်ပေါ်မှာညီမတောင်ပေါ်တက်တဲ့ချိန်မှာနားတောင်ဥတယ်ပေါ့နော် University of Bath ကိုသွားမဲ့ကလေးတွေဆိုရှိရဆိုလို့ရှိရင်တော်တော်ပျော်မယ်လို့တော့ထင်တယ်ဆိုတော့ကျောင်းကြီးရဲ့ campus ကလုံးဝဟိန်းညာပဲဆိုတော့လေအဲ့တော့ရောက်ခဲ့တယ်ဟိုနေ့ကပေါ့နော်ဒါပေမဲ့ညီမဟိုဟာနဲ့ train နဲ့သွားမဟုတ်ဘူးဒီ bus နဲ့ပဲသွားဆိုတော့ bus ကားသမားက Fast and Furious လို့မောင်းတာဆိုတော့ညီမတော်တော့ဒီတောင်တက်လမ်းတွေမှာတော်တော့ခံခဲ့ရတယ်လှိမ့်နေရပါတော့အခြားဟာတွေအကုန်အရန်လှတယ်သူ့ရဲ့ပုံစံကကြတော့လုံးဝအဲ့လို Roman architecture ပုံစံမျိုးလို့သူတို့ရဲ့ building တွေအကုန်လုံးကကြတော့ဒီလိုမျိုး design နဲ့ဒီလိုမျိုးအယောင်တွေပဲဟိုမှာလုံးဝ
ရှေးဟောင်းပုံစံလေးလို့ပေါ့နော်ဆိုတော့တော်လှရယ်နေပိုင်းသွားရယ်ဆိုလို့ရှိရင်ပိုလှရယ်ဒါပေမဲ့ဒီချိန်ကကျတော့နေပိုင်းဘလောက်သွားညနေ4နာရီခွဲဆိုလို့ရှိရင်မှောင်သွားပြီဆိုတော့နည်းနည်းလေးစောစောစီးလေးသွားထားရင်တော့ပိုကောင်းတယ်ပေါ့နော်နောက်တစ်ခုကကျတော့ညီမမနက်ဖြန်ကြလို့ရှိရင်ညီမမန်ချက်စတာသွားဖို့ရှိရပေါ့နော်ဆိုတော့မနက်ဖြန်ကြာရင်မန်ချက်စတာတော့ရောက်ဖူးလိုက်မှာပေါ့နော်ဒါပေမဲ့နောက်တစ်ခုကအဲ့လိုလန်ဒန်သွားချင်တယ်အရန်ဒါပေမဲ့လန်ဒန်ကကျတော့အရန် crowded ဖြစ်တယ်ပြီးတော့အခုဆိုလေ holiday ချိန်ရောက်လာပြီဆိုတော့လေပို့ပြီးတော့ပုံမှန်ထက် crowded ဖြစ်တယ်ဆိုတော့ညီမအရန်ကြီးတော့မဖြစ်စိတ်ကူးတော့မထားသေးဘူးဟုတ် UK မှာလည်းမီးပြတ်တယ်အခုမီးပြတ်သွားပြီ ညီမဘေးမဘေးလို့ပြီးချက်လိုက်တာတက်တယ်ညီမအမလန်ဒန်ကိုသွားဖို့အတွက်အချိန်ရလေဒီလားညီမတို့ဒီ 1st December ဆိုရင်လေဟို Christmas light တွေဖွင့်ပြီးဒီ Oxford Street တို့မှာရမ်းလာတယ်အဲ့အချိန်သွားဖို့အတွက်အမ suggest လုပ်တယ်ဒီလား December first week of December လောက်ပေါ့နော်ဆိုကြတော့ okay တခုကောင်းတာလေဒီလားဒီ Bristol နဲ့ဒီဘားတို့ဘာတို့ကလေနီးတော့လေကောင်းတယ်ဒီလားညီမတို့ဟိုအမထင်တယ်နိုင်ခွက်လောက်ပဲထင်တယ်နော်နိုင်ခွက်လောက်ပဲဟိုဟာဖြစ်မယ်ထင်တယ်ညီမတို့ယထာစီရ ကားနဲ့ဆိုလို့ရှိရင်မိနစ်50လောက်တော့ကြာတယ် မိနစ်50လောက်ကြာတယ်ဟဲ့ညီမကားနဲ့သွားလားယထာနဲ့သွားလား ကားနဲ့သွား ကားနဲ့သွားတာဟုတ်ကဲ့ညီမ ဆိုတော့ညီမတနားရီခွဲလောက်သွားရတယ်ဒါတော့မှ တနားခွဲလောက်လားဟလာအိုးဟိုဆို bus နဲ့ကြတော့ bus stop က40ကျော်လောက်ညီမသွားရတယ်ဆိုတော့ bus กว่าလားမသိဘူးညီမ စီးရဲ့ line กว่าလို့ထင်တယ် ဒီလိုင်းกว่าလို့ဖြစ်နေမယ်နော်ဟုတ်ဒါမဲ့ဟိုဘယ်လိုခေါ်မလဲအရင်3နိုင်4နိုင်လောက်တော့မဝေးတော့တခုတော့ကောင်းတာပေါ့နော်အချိန်တက်တာလေနော်ဟုတ်နောက်တစ်ခုအနေနဲ့အမဗာပြောချင်လဲဆိုတော့ဗာမေးချင်လဲဆိုတော့ပေါ့နော်ညီမတို့ဘန်ကောက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ UK မှာဘန်ကောက်ဖွင့်တာနဲ့ပတ်သက်ပြီးတော့အခက်အခဲလေးတွေ experience လေးတွေ share ပေးပါလားပေါ့နော်ဟုတ်ညီမစူးစလိုက်မလားအရင် ဟုတ်ညီမဆက်ချင်းတော့ကအဲ့လိုဘာစားဖြစ်လဲဆိုတော့မွန်ဆိုပေါ့နော်ရောက်ချင်းမှာညီမအဲ့ဟိုဘန်ဟိုညီမရောက်ချင်းမှာ enrollment တွေပါရမလုပ်ရသေးဘူးဆိုတော့ကျောင်းကနေပြီးတော့သူကဘန်လက်တာလေးထုတ်ပေးရမှာရယ်အဲ့ enrollment လုပ်ပြီးသွားရင်ကျောင်းရောက်ချင်းမှာကျောင်းလဲဖွင့်ပြီးကျောင်းလဲတက်နေပြီဆိုလို့ရှိရင်သူကဘန်အကောင့်ဖွင့်လို့ရတဲ့လက်တာလေးထုတ်ပေးရယ်အချိန်ကြာညီမတို့ကအဲ့လက်တာကိုယူပြီးတော့ဘန်ကိုသွားပြီးတော့ငါကျောင်းသားပါပေါ့ငါအကောင့်ဖွင့်ပြပါညာဆိုပြီး request လုပ်ပါတယ်ဆိုတော့ညီမရောက်ချင်းမှာကျောင်းကလည်းမဖွင့်သေးဘူးကျောင်းပိတ်နေတဲ့အချိန်ဆိုတော့ညီမကမွန်ဆိုပေါ့နော်အဲ့လို digital bank လိုမျိုးလေးကိုရှောက်လိုက်တယ်ဒါပေမဲ့မွန်ဆိုကကြတော့ဘာဖြစ်လဲဆိုတော့ညီမစီကိုသူ့ရဲ့ပုံစံကကြတော့သူကကတ်ရောက်တော့မှာကတ်ကကိုအိမ်ကိုရောက်တော့မှာကိုကစတုံးလို့ရတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ညီမကတ်ကိုစောင့်တဲ့အချိန်မှာသူကလည်းဟို free ပဲဆိုတော့သူကလည်းရောက်ချင်တဲ့အချိန်မှာရောက်တယ်အမအဲ့ဒါကတော့အဲ့လိုမျိုးတစ်ပတ်လောက်ကြာသွားတာမျိုးရှိတယ်အဲ့ချိန်မှာညီမ cash ပဲသုံးရတယ်ပေါ့နော် UK မှာပြဿနာ cash သုံးတဲ့အချိန်မှာပြဿနာရှိတယ်တချို့ဆိုင်တွေကလက်ခံတယ်ဒါပေမဲ့တချို့ဆိုင်တွေက cash လက်မခံဘူးပေါ့နော်ပြီးတော့ငွေချင်းတွေပိုင်းနဲ့အဲ့လိုပတ်စံတွေပိုင်းရှင်းတဲ့ခါကြလို့ရှိရင် cash ကြီးနဲ့ကတိတ်အဆင်မပြေဘူးမိုင်အဲ့တော့ညီမအဲ့ Revolut ကိုသုံးလိုက်ရတယ်ပေါ့နော် Revolut ကကြတော့ तू ကဒီ digital ဆိုပေမဲ့ तू ဖုန်းနဲ့လည်းစပြီးတော့ account ဖွင့်လိုက်တာနဲ့ तू စသုံးလို့ရပြီမိုင်အဲ့ဒါတကူကတော့အဆင်ပြေဆိုတော့ညီမအခုဒီ Revolut ကိုသုံးတယ် तू ပြီးတော့မှ physical card ကအဲ့လိုတစ်ပတ်လောက်နေတော့မှရောက်လာဒါပေမဲ့ तू physical card အတွက်ဆိုလို့ရှိရင်9ပေါင်လားမသိပတ်စံတော့ပေးရတယ်ဒါပေမဲ့မြန်တယ်ပေါ့နော်မွန်ဆိုထက်စားလို့ရှိရင်အဲ့တော့ညီမ Revolut ကိုသုံးဖို့တော့အကြံပေးခြင်းနဲ့ရောက်ချင်းမှာပြီးကြတော့မှအဲ့လို ban letter တွေပါရပြီဆိုတော့မှ Lloyds တို့ပါတော့တခြားအကောင့်ပေါ့နော်တခြားဟာဖွင့်ဖို့ကတော့လွယ်သွားတယ် Lloyds ဆိုပါတော့ဆိုလို့ရှိရင်ကြတော့ဒီအဲ့လို ban ကမျိုးထဲမှာလည်းရှိရပြီးတော့အဲ့လိုမျိုးပြင်လိုမျိုး fish pond တို့ဘာလို့လိုမျိုးနေရဆိုလို့ရှိရင်လည်းအဲ့ ban ခွဲတွေရှိရဆိုတော့အဆင်ပြေအဲ့တော့ Lloyds ဆိုပါတော့ပြီးကြမှာဖွင့်ပေါ့နော်ရောက်ချင်းဆိုလို့ရှိရင် Revolut ပါညာအသုံးတာအဆင်ပြေဟုတ်ဟုတ်ညီမရှုံးလဲရောပြီးတော့မှအမညီမတို့လေsuggestion advice လေးပေးမယ်ပေါ့နော်ဘန်းနဲ့ပတ်သက်ပြီးတော့ဟုတ်ကဲ့ညီမကျတော့ဘယ်လိုမျိုးစားဟောဖြစ်ခဲ့လဲဆိုတော့အဲ့လိုပေါ့နော်ပါလာကတော့ cash တွေပဲပါလာရဲဆိုတော့ဒီ bank account ဖွင့်ရတဲ့ဟာမှာနည်းနည်းတော့ဟောဖြစ်တယ်ဆိုတော့ရောက်ချင်တွေကညီမ cash ပဲကင်ထားတာဆိုတော့ bus ကားအောင်စီးလို့မရဘူးဘယ်မှသွားလို့မရဘူးပေါ့နော် bus ကားစီးရင်တော့လုံးဝဟိုဟာလေးနဲ့ digital နဲ့ပေးရတာဆိုတော့လေ bus ကားလုံးဝစီးလို့မရဘူးပြီးရင်ဟိုဘယ်လိုမျိုးခံခဲ့ရလဲဆိုလို့ရှိရင်ပေါ့နော်ကျောင်းထဲမှာ grocery store လေးရှိရယ် campus ထဲမှာဖွင့်ထားတဲ့ဟာလေးပေါ့နော် student union မှာရှိရယ်ဒီအပြင်သားလေးတွေမှာရှိရယ်ပေါ့နော်ဆိုတော့အဲ့ဒါမှာညီမတို့ရောက်ချင်မှာညီမတငယ်ချင်းနဲ့ညီမနဲ့ကအေးလေးတောက်မယ်ဆိုပြီးတော့သွားတဲ့အချိန်မှာပတ်စံလေးကင်ပြီးသွားတာပေါ့နော်ပြီးတော့တိုက်တာကြီးမုတ်တွေလည်းရွေးပြီးတော့ counter လေးရောက်တော့သူက no cash တဲ့
ကျတော့မှအကုန်လုံးပစ္စည်းပြန်ထားခဲ့ရတယ်ပေါ့နော်ဘယ်လိုမှပေးလို့မရဘူးတခြားတစ်ဆိုင်ကိုပြန်လမ်းလျှောက်ပြီးတော့ cash ပေးလို့ရတဲ့ဟာကိုပြန်သွားပြီးတော့ဝယ်ရတယ်အဲ့မှာတွေကငါတော်တော်အဆင်မပြေတာပဲပေါ့နော်ပြီးတော့ enrollment မလုပ်ပြီးသွားတဲ့ခါကျတော့မှသူကဒီ bank letter ဆိုတဲ့ဟာကိုထုတ်ပေးရဆိုတော့ Lori တို့ Monzo တို့ဘာလို့ကျတော့ဒီ bank letter ပါတော့မှအဆင်ပြေမှာမဟုတ်ရင်တို့က bank ကောက်မရဘူးပေါ့နော်ဆိုတော့အဲ့မှာလည်းညီမတငယ်ချင်းတယောက်ရဲ့ recommendation နဲ့ညီမ Revolut ကိုပဲညီမစသုံးခဲ့တာအဲ့မှာသုံးပြီးတော့မှဒါတော့မှ Revolut ထဲကိုပတ်စံထည့်ဖို့ကတငယ်ချင်းရဲ့ bank account နဲ့ညီမစီကိုပတ်စံထည့်ပေးညီမကသူ့ cash ပြန်ပေးရတယ်ပေါ့နော်ဆိုတော့အဲ့လိုလေးလုပ်ခဲ့ရတယ်ဆိုတော့ရောက်ချင်းဆိုလို့ရှိရင်တော့ဒီလိုမျိုး bank account ဖွင့်ရတဲ့ဟာတော့နည်းနည်းလေးအတိမိတ်ဆွေလေးလိုက်ရှာကြည့်ဟိုရှိပြီးသားသူလေးပေါ့နော်ပြီးတော့မှကိုယ့်ရဲ့ဟိုဟာကနေပြန်ပြီးတော့cash လေးပြန်ပေးပေါ့နော်ပြီးတော့တချို့ဆိုတာထက်လုံးဝ90%လောက် restaurant အကုန်လုံးရှင်းတဲ့ဟာအကုန်လုံးက bank နဲ့ပဲရှင်းရပုံစံဆိုတော့ cash ပေးရင်ကို့မှာ cash လေးကင်လာရင်ကို့မှာငါကမသိရလားငါကဘယ်လိုဖြစ်နေရလဲဆိုတဲ့ပုံစံလေးတစ်မျိုးခံစားရတယ်ပေါ့နော်ဆိုတော့ bank account ကတော့တော်တော်ဖွင့်ရင်တော့ညီမဆိုရင်2ခုလောက်ဖွင့်ထားတယ်ဘာလို့ဆိုတော့တစ်ခုအကယ်၍တစ်ခုဖြစ်ခင်တော့တစ်ခုအတွက်ဟိုဖြစ်အောင်လို့ပေါ့နော်ဒီ Revolut ကကျတော့ကိုယ့်ရဲ့ဒီအခြား backup တစ်ခုထားတာပေါ့အဲ့တော့လုံးဝအဲ့လို bank letter နဲ့ဖွင့်ရတဲ့ဟာဆိုလို့ရှိရင်တော့2ခုလောက်ဖွင့်ဖို့တော့ညီမ recommend ပေးရပေါ့နော်အစ်လာမဲ့သူတွေကိုလေ ပြီးတော့လေညီမတခုပြောတာအဲ့လိုဟိုရန်ကုန်ကနေလာတာဘာညာဆိုလို့ရှိရင်ကိုယ့်ကိုဗီဇာကတ်လေးတွေရန်ကုန်မှာဆိုရှိရတင်တယ် credit card တို့ bank card တို့ဘာလို့ထိုင်းရလာတဲ့တချို့ကျောင်းသားတွေဆိုလို့ရှိရင်လည်းအဲ့လိုထိုင်း bank card တို့ဘာလို့ရှိလာရင်ယူလာလို့ရရဲ့ဒီလားအဲ့ဟာနဲ့ဘတ်စကားစီးလို့ရရဲ့ပေါ့နော်လောလောဆယ်ရောက်တဲ့ချိန်မှာ cash နဲ့စီးလို့မရတဲ့ခါကြလို့ရှိရင်အဲ့ဒီ credit card လေးနဲ့တုံးလို့ရှိရင်အဲ့လိုသွားလာတော့အဆင်ပြေရမှာရောက်ချင်းဆိုလို့ရှိရင်ညီမတို့ကအဲ့လိုမျိုးပစ္စည်းတွေသွားဝယ်ရတာတို့မှာ Tesco သွားပြီးဝယ်ရတာတို့ဘာလို့ကဟိုလောက်ပါရပေါ့နော်အဲ့အခင်းတွေဝယ်ရတာတို့ဘာလို့ဆိုလို့ရှိရင်တော့သွားရမှာပဲဆိုတော့အဲ့လိုဒီရန်ကုန်ကနေအိမ်ကနေကိုဗီဇာကတ်လေးတစ်ခုခုယူလာပြီးတော့ပတ်စံလေးနည်းနည်းထည့်လာလို့ရှိရင်အဲ့ကတ်ကသုံးလို့ရတယ် international ဆိုလို့ရှိရင်နိဟုတ်ဟုတ်ကဲ့ thank you ပါညီမတို့ရေဟိုကလေအမဒီအခုကြည့်နေတဲ့မောင်လေးညီမလေးတွေကိုလည်းအမ suggestion ပေးချင်တာပါလဲဆိုတော့ပေါ့နော်ဒီ UK မှာကျတော့ခုနဒီညီမလေးနှစ်ယောက် mention လုပ်သွားသလိုပဲသူက high street bank ရှိရယ် digital banking ရှိရယ်ပေါ့နော် digital banking ဆိုတာကျတော့ဗာလဲဆိုတော့ဒီ high street ဆိုတာ city center ကိုဒီမှာခေါ်ချင်တာပေါ့နော် UK မှာအဲ့လို high street လို့ခေါ်တာပေါ့နော် high street မှာရှိရမရှိဘူးပေါ့နော် digital banking တွေကလေ building တွေမရှိဘူးLois တို့ဒီ HSBC တို့ကကြတော့ high street banking တွေပေါ့သူတို့ကကြတော့ building physical building ရှိရပေါ့နော်ဆိုတော့ကြတော့အမကဘာ suggestion ပေးချင်လဲဆိုတော့ physical banking တစ်ခုရှိရတစ်ခုဖွင့်ပြီးတော့ကြတော့ digital banking ကိုလည်းတစ်ခုဖွင့်ပေါ့နော်နောက်တစ်ခုအနေနဲ့ digital banking မှာတစ်ခုကောင်းတာပါလဲဆိုတော့ဒီ Chase ဆိုတဲ့ဟာလည်းကောင်းတယ်သိလား CHASE ဆိုတာအဲ့ဒါတော်တော်ကောင်းတယ်ဆိုတာအတိုးကောင်းတယ်သိလားအတိုးကသူက4% လားမသိဘူးအဲ့လိုမျိုးဆိုတော့တော်တော်ကောင်းတယ်တချို့ဟာတွေကကိုကဘာပဲပြောညီမတို့ဒီအမေကပို့ထားတဲ့ပတ်စံတွေပါရှိတယ်ဘန်ထဲမှာပဲထည့်ထားရဲဆိုဘာပဲပြောမဘူးလေးတော့ရတာပေါ့နော်အဲ့ခါကျတော့Chase ကတော့အမှားသုံးတာတော့တော်တော်အဆင်ပြေအဲ့ဒါ recommend လုပ်တာပေါ့နော်ဟုတ်နောက်တစ်ခုအနေနဲ့ညီမတို့ NHS နဲ့ပတ်သက်ပြီးတော့register လုပ်ပြီးပြီလားဘယ်လို experience လေးရှိလဲပေါ့နော်ဟုတ်ဟုတ်အဲ့ဒါကတော့ညီမ NHS ကိုရှောက်ထားရအမညီမကတော့အဲ့လို result လိုမျိုးမရသေးဘူးခုထိတော့လေအဲ့လို pending လိုမျိုးဖြစ်နေရတာမသိအဲ့ဒါညီမတစ်ချက်ပြန်ပြီးတော့လုပ်အောင်ပဲအဲ့ဒါကတော့ဟုတ်ဘယ်လာတော့မသိဟုတ်အမညီမကိုဝယ်မေးလိုက်မယ်နော်ညီမကဟိုဗာလဲဟို online ကလျှောက်တာလားဒါမှမဟုတ်ဖုန်းဆက်တာလားsurgery ကိုလေဖုန်းဆက်တာလားဘယ်လိုလုပ်တာလဲညီမညီမ online ကနေပြီးတော့ register လိုမျိုးလုပ်လိုက်တာအမသူကအဲ့လိုကိုယ့်ရဲ့ details လေးတွေဖြည့်ခိုင်းတယ်ဖြည့်ခိုင်းသွားလို့ရှိရင်သူတို့စောင့်ရမယ်ပေါ့နော်၄ပတ်လားမသိအဲ့လိုအချိန်စောင့်နေတိုင်းမှာရမယ်ဆိုပြီးတော့ပြောတယ်ဒါပေမဲ့ညီမအခုထိတော့မရသေးဘူးဆိုတော့ information မှားထည့်မိလို့လားညီမပြန်ရှောက်ရမယ်ထင်တယ်အဲ့ဒါတော့ဟုတ်အမဘာ suggestion ပေးချင်လဲဆိုတော့လေတလားအဲ့အခုညီမလျှောက်တဲ့ surgery ပေါ့နော်ဖုန်းနံပါတ်ရှိရယ်တစ်ချက်ဖုန်းဆက်ကြည့်ပြီးတော့ပေါ့နော်ငါဒီဖုန်း submit လုပ်ထားတယ်submit လုပ်ထားတယ်တော်တော်ကြာနေပြီပေါ့နော်ဘာများမှားတာရှိလဲပေါ့နော်သူတို့တစ်ချက်ဖုန်းဆက်ပြီးတော့မေးစေချင်တယ်နောက်တစ်ခုကကြတော့ဘာလို့အမ suggestion ပေးလဲဆိုတော့ဒါညီမဘယ်လာမပြောခင်ပေါ့နော်တကယ်လို့နေမကောင်းဆိုတာကကြတော့မပြောနိုင်ဘူးလေတခါလေကြာရင်နေမကောင်းတာတွေချက်ချင်းလိုမျိုးဖြစ်လာတယ်ပေါ့နော်တကယ်လို့ကNHS number မရှိဘူးဆိုရင်သူက14ရက်ဒီ doctor booking appointment တွေစောင့်ရတာတို့ဘာလို့ဆိုရင်ကြာရင်အဆင်မပြေဘူးပေါ့နော်ကြတော့emergency တော့သွားလို့ရပေမဲ့လည်းတခါကြာရင်တချို့တွေကြတော့ဘယ်လိုလဲကိုကနည်းနည်းအဖျားမတက်တာလောက်ပဲကြတော့ emergency မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးတွေကြတော့ဆရာဝန်နဲ့ပဲတွေ့ချင်တာမျိုးလေးဆိုရင်တော့မြန်လေးဟိုဖြစ်တာပိုကောင်းတယ်ပေါ့နော်ဟုတ်
ညီမဟိုပါရောညီမရှုံးလဲရောလုပ်ပြီးပါပြီလားညီမ ဟုတ်လုပ်ပြီးသွားပြီညီမအဲ့လိုရရောက်ချင်းတော့ပဲညီမ GB register တွေ NHS တွေညီမလုပ်လိုက်တယ်ပေါ့နော်ဆိုတော့ညီမကျတော့တစ်ခါတိတ်မကြဘူးနှစ်ပတ်ကျော်လားသုံးပတ်လားမှညီမဒီ surgery ရလာတယ်ပေါ့နော်ရလာရင်တခုကကျတော့ဒီညီမ proof of address လို့ဟိုဟာဖြစ်ဖို့အတွက်ပေါ့နော်ညီမ national insurance number လည်းညီမလျှောက်ထားတယ်အဲ့လည်းညီမရလာပြီပေါ့နော်ဆိုတော့နှစ်ခုလုံးကတော့ okay သွားပြီဆိုတော့ဟိုရရောက်ချင်းမှာအဲ့လိုအကယ်၍ဖျားခဲ့ရင်ဆိုတဲ့ဟာနဲ့ညီမအဲ့လိုအသေးတန်လုပ်လိုက်တာညီမကကြောက်လေဆိုတော့ရရောက်ချင်းတော့လည်းတကယ်ဖျားသွားတယ်တကယ်ဖျားသွားတော့ညီမအမှလမ်းဖြတ်ပြီးတော့လောက်ကမယ်ပေါ့နော်ဆိုပြီးတော့ညီမအဲ့ဒါလုပ်လိုက်တာ3ပတ်လောက်ပဲကြာသွားတယ်ညီမရလာတယ်မေတော်တော်များများကြတော့လေသူတို့က UK ကကြတော့လုံးဝ traditional မတက်ပဲတုံးတယ်ဟိုညီမ national insurance number ကိုစောင့်နေတာညီမအလုပ်မှာလည်းညီမထည့်ရမှာဆိုတော့လေemail လည်းဝင်မလာဘူးဆိုပြီးတော့တောက်လျှောက်ထိုင်စောင့်သူများဆိုရှင်2ပတ်ပဲကြာတယ်10ရက်ပဲကြာတယ်ပေါ့နော်အဲ့ညီမက3ပတ်လောက်ရှိပြီမရသေးဘူးဆိုတော့လေဘာများလဲပေါ့နော်အဲ့ခါကျတော့မှတငယ်ချင်းတယောက်နဲ့စကားချိတ်ဆက်ပြီးတော့ပြောမိနေစာတိုက်ကိုတကြည်ကြီးရဲ့ဆိုတော့မှညီမရဲ့ post ပေါ့နော်ဒီမရဲ့ court ရှေ့မှာ building ရှေ့မှာသူစာတိုက်ရှိရေပေါ့နော်အဲ့မှာညီမရဲ့အခန်းထဲမှာလည်းတကြည်ကြီးရောမှညီမကိုစာရီအများကြီးပို့ထားတော့ national insurance number ရောဒီ GB register confirm ဖြစ်သွားပါပြီရောဒီ Lloyd တို့ဘာလို့ဖွင့်လိုက်ဟာလဲ bank account number တွေအကုန်လုံးညီမအထက်လိုက်ကြီးအများကြီးပဲပေါ့နော်ပြီးအဲ့လိုရေးဆိုတော့ဒီက UK ကကျတော့ Gmail တွေဘာတွေတုံးတာထက်သူကစာပို့ရမှကျနေတာဆိုတော့စာကတော့လက်ခံရရှိရပေါ့နော်ဟုတ်တယ်ဟုတ်တယ်ညီမတို့ကအဲ့လိုမျိုး official နဲ့ပတ်သက်တာမျိုးအမြဲတမ်းပေါ့နော်လို့ NHS ဆိုရင်အမြဲတမ်းအဲ့လိုပဲစာနဲ့ပို့လို့ရှိရင်အဲ့လိုအမားတို့အမားတို့နည်းနည်းအခုအသက်ကြီးတဲ့လူတွေကြတော့ဒီလိုမျိုးတချို့ဒီ check up တွေပါတယ်ဟို invitation တွေပါတယ်ဆိုလဲအဲ့လိုပဲသူတို့ပို့တာပေါ့နော်ဆိုတော့ကြတော့အခုတခြားပေါ့နော်ညီမလေးမောင်လေးဒီမှာကြည့်နေတဲ့ညီမလေးမောင်လေးတွေအမ share ချင်တာပါလဲဆိုတော့ဒီ NHS ကပေါ့နော်ဟိုတကယ်လို့ကိုကဆရာဝန်သွားပြတဲ့ခါကျရင်prescription ပေးလို့ဝယ်ရမယ်ဆိုရင်တော့အဲ့လိုမျိုးဆေးတွေပါကြရင်တော့ဟို free မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဆရာဝန်ပြတာတို့ emergency ဖြစ်ခဲ့လို့ခွဲစိတ်တာတွေပါဆိုင်တော့အကုန် free ပေါ့နော်နောက်ပြီးတော့ကြတော့ဒီမျက်လုံးနဲ့ပတ်သက်တာလည်း free မဟုတ်ဘူးနောက်ပြီးတော့ကြတော့သွားတွေပါနေနဲ့သွားနဲ့ပတ်သက်လို့ dental နဲ့ပြရတာဆိုလည်း free မဟုတ်ဘူးပေါ့နော်အဲ့ဒါလေးတစ်ချက်ပေါ့နော်တကယ်လို့ခုနလိုចောင်းသားလေးတချို့ចောင်းသားလေးတွေရှိတယ်ကိုကနေပြီးတော့မှစရောက်ခါကြတော့မှ NHS number မရှိဘူး emergency လုတ်လိုက်ရတဲ့ဟာမျိုးလေးတွေဆိုရင်သူကဘေလာတက်တယ်ပေါ့နော်အဲ့လိုမျိုးဘေလာတက်တဲ့ခါကျရင်ကိုကအကြရင် NHS ကိုအမြန် register လုပ်လိုက်ငါ IHS fees ပေးထားတာပါဆိုပြီးတော့ပြောပြီးတော့ပြန်လုပ်လိုက်တဲ့ခါကျရင်ဒီဟာမပေးကြမလို့တော့ဘူးပေါ့နော်အဲ့လိုမျိုးလေးရှိရပေါ့နော်ဒါမှ share ပေးတာပေါ့နော်ဟုတ်okay နောက်ဆုံး question နေနဲ့เนาะညီမတို့ပေါ့နော်ဒီဘာလာမယ့်အခုတက်မယ့်ကျောင်းသားတွေကျောင်းသူတွေပေါ့နော်ဘာsuggestion ပေးခြင်းလဲပေါ့နော်ဒီ session လေးကို wrap up မလုပ်ခင်ညီမတို့ဟုတ်ညီမစုရင်ပြောလိုက်မလားညီမဟုတ်suggestion ကအဲ့လို UK လာဖို့စဉ်းစားထားတယ်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးinterview တွေဘာရှိလဲလက်တော့မလျှော့နဲ့ပေါ့နော်တစ်ချက်စူးစမ်းပြီးတော့ဆက်ပြီးတော့ရှက်ပါဘာလို့လဲဆိုတော့ရှေ့မှာလဲကိုကအဲ့လိုအများကြီးပေါ့နော်အစင်ဖြတ်ကျော်ခဲ့ရတာဆိုတော့ဒါလွယ်တော့မလွယ်ဘူးပေါ့နော်အဲ့လို interview တချို့ကျောင်းသားတွေဆိုလို့ရှိရင် interview မှာအဲ့လိုတစ်ခေါက်အဆင်မပြေရပါညာဆိုလို့ရှိရင်တစ်ချက်ပြန် try ကြည့်ပေါ့နော် try ကြည့်ပြီးတော့အဲ့လိုလာခဲ့ပါလို့ဒီမှာကတော့အဲ့လိုမြန်မာတွေကတော့ Bristol မှာကတော့ဟိုကြည့်လဲမြန်မာဒီကြည့်လဲမြန်မာအဲ့လိုပဲဟိုဘာယူရီမှာဆိုလို့ရှိရင်ဘတ်စကားမတိုင်မှာစောင့်နေတော့ဘေးနားမှာမြန်မာလူတွေပြောနေတာပေါ့နော်အဲ့တော့မြန်မာတွေရမ်းများနေပြီပေါ့နော်အဲ့တော့ကောင်းပါတယ်မြန်မာဒီ society လေးရှိတော့ Bristol လာခဲ့ဖို့ဟုတ်ကြိုးစားပါလို့ thank you ပါညီမရေညီမဟုတ်ညီမရှင်းလေးဟုတ်အခုလာမယ့်ចောင်းသားတွေရောအဓိကအဲ့လို interview ပေါ့နော်ဆိုတော့အခုတော်တော်များများ UK group တွေမှာလည်းမြင်နေရတာဆိုတော့လေ interview တွေခေါ်လာပြီဆိုတော့ကဲပြီးကိုများခေါ်လာခဲ့တည်ရှိတော့ပေါ့နော်ခေါ်ခံလာတည်ရှိတော့အဲ့လိုလက်မလျှော့နေပေါ့နော်ဘာလို့ဆိုတော့ကို invest လုပ်ထားတဲ့ဟာကြီးအရင်များနေပြီပေါ့နော်အချိန်တွေရောဒီကျောင်းရဲ့ deposit တွေလည်းပေးထားရတာဆိုတော့လေအကုန်လုံးကလေဆိုတော့အဲ့အရာကြီး invest လုပ်ထားပြီးသွားပြီဆိုတော့လွယ်လွယ်နဲ့တော့အလျှော့မပေးနေပေါ့နော်ဆိုတော့ UK visa ကလည်းအရင်ဟို straight ဖြစ်နေတဲ့ထဲမှာမပါသေးဘူးဆိုတော့ဘာပဲဖြစ်ကို့မှာအလားလာရှိသေးတယ်ပေါ့နော်ရှိရဲဒီ safe net က
အကိုရီအမကြီးအကုန်လုံးရဲ့ဟိုဟာနဲ့ supporting နဲ့သူတို့ training လေးတွေနဲ့အကုန်လုံးအဆင်ပြေပေါ့နော်ဆိုတော့အဲ့ဟာလေးကိုသူတို့ပေးတဲ့ information လေးတွေကို detail ကြလေးလိုက်မှတ်ပြီးကိုယ့်ဘက်ကလည်းနည်းနည်းလေး effort ထုတ်ပြီးတော့လာရင်အဆင်ပြေပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့မြန်မာပေါ့နော်မြန်မာတွေလည်းအများများနေဆိုတော့ဒီကိုရောက်လာခြင်းမှာအရင် culture shock မဖြစ်ဘူးပေါ့နော်ညီမဆိုရင်တော့ဆိုတော့မြန်မာလည်းတွေ့ရတယ်နောက်တစ်ခုကကျတော့ Asian တွေတော်တော်များတယ် Chinese တော်တော်များတယ်ပေါ့နော်ဆိုတော့ဘာပဲဖြစ်ကိုလို international student တွေအရင်များတဲ့နေရာရောက်လာရဲဆိုတော့ကိုလိုတူလိုဖြစ်နေတာဆိုတော့ဘာဖြစ်ကိုမှလည်းအားတစ်ခုရှိတယ်ဆိုတော့အဲ့ဒါတစ်ခုကတော့အားငယ်စရာမလိုဘူးဆိုတော့ဒီရောက်လာလို့ရှိရင်အနေနဲ့အများတော့ struggle ဖြစ်မှာပဲဒါပေမဲ့ struggle ဖြစ်တဲ့ဟာကိုကိုယ်နည်းနည်းပို့ပြီးတော့ expect လုပ်ထားအဲ့ဒါမှနည်းနည်းဒီရောက်ရင်နေသားကြမှာပေါ့နော်ဟုတ်ကျေးဇူးပါ thank you ပါညီမတို့ရေဒီလိုမအားတဲ့ကြားတွေကနေပြီးတော့မလေးအခုအချိန်ပေးတဲ့အတွက်ပေါ့နော်ကျေးဇူးတင်ပါတယ်အခုဒီအခုကြည့်နေတဲ့မောင်လေးညီမလေးတို့လည်းအမပြောချင်တာခုနဒီညီမလေးတွေ mention လုပ်သလိုပဲgive up မလုပ်ပါနဲ့ပေါ့နော်စက်ကြိုးစားသွားပါUK ကိုလာဖို့အတွက်ကိုအိမ်မက်ရှိတယ်ဆိုရင်လည်းအမတို့ safe net ကိုဆက်သွယ်လိုက်ပါလို့နော်ဟုတ်ကဲ့ ကျေးဇူးပါ ကျေးဇူးပါအမ ကျေးဇူးပါအဲ့ဒါဆိုရင်လေlive session ကိုjoin မိတဲ့ဒီ guest speaker ညီမလေး2ယောက်ကောအမတက်မောကျေးဇူးအများကြီးတင်ပါတယ်သူကတော့ညီမတို့ပေါ့နော်ဒီ question လေးတစ်ခုတော့ question လေးတွေတော့ရထားတယ်ပေါ့နော်ညီမတို့ live session မှာတော့လေဒီလားအဲ့တော့ဒီ interview မှာဘယ်လိုမျိုးလေးတွေမေးတက်လဲဆိုပြီးတော့သူကတော့မေးထားတယ်ပေါ့နော်အဓိကကတော့ဒါအကြောင်းတစ်ကြောင်းပေါ့မူတည်ဘူးကတော့ cast interview question ကတော့နည်းနည်းလေးတွေတော့ကွာတက်တယ်ဒါပေမဲ့ညီမလေးပဲလာကတော့ဒီ UWE Bristol 2ယောက်စလုံးကတော့ဒါ cast interview ဖြေထားဖို့တဲ့အတွက်ကြောင့်နည်းနည်း general အရာပေါ့နော်ဘယ်လိုဟာမျိုးလေးမေးတက်လဲဆိုတဲ့ဟာမျိုးလေးနည်းနည်းလေး sharing လုပ်ပေးလို့ရအောင်လားမသိဘူးဟုတ် ဖဲသားရင်ပြောလိုက်မလား ဟုတ်ရတယ်ဟုတ်case interview ကကျတော့ညီမဖြေလာရဲ့ experience ကညီမ2ခါအောင်ဖြေလာဆိုတော့လေညီမcase interview ကတော့အခုချိန်ဒီညီမမှတ်မိနေသေးရဲ့မှတ်မိသေးရဲ့ဆိုတော့ဘာရင်မေးလဲဆိုတော့ဘာလို့ UWE လဲ why UK ဘာလို့ why UWE ပေါ့နော်ဘာလို့လဲပေါ့နော်ပြီးတော့ညီမတော့ညီမမှတ်မိတဲ့လောက်ဆိုလို့ရှိရင် question အရေးအတွက်ကအခု16ခုလားမသိဘူးပါမယ်16ခုလောက်ပါမယ်ပေါ့နော်အဲ့ဒါဟိုမှာသူတို့မေကွန်ကြီးတွေရှိမယ်မေကွန်တသေးလေးရှိမယ်ပေါ့နော်အဲ့တော့သူတို့က randomly မေကွန်နေမေးတယ်ဆိုတော့ randomly ဆိုတာအမအိမ်မှာဆိုရင်ဘာပက်တွေရှိလဲဘာအိမ်မျိုးတိရစ္ဆာန်ရှိလဲပြီးရင်အကြိုက်ဆုံးစားရမယ်ဆိုလို့ရှိရင်ဘာ snack ကိုစားကြတယ်အဲ့လိုမျိုး relate မဖြစ်တဲ့မေကွန်တွေလေသူတို့ပါတယ်2ခု3ခုလောက်ကတော့ဆိုတော့အဲ့ဟာဆိုလို့ရှိရင်တို့ကကိုယ့်ရဲ့ general knowledge ကိုတို့ကစစ်ချင်တာပေါ့နော်ဆိုတော့ကိုယ်မှာလည်း general knowledge ကရှိထားရမယ်နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ course ပေါ့နော် course related question တွေဥပမာဘာလို့ဒီ course ကိုရွေးရတာလဲပြီးတော့ previous education ကဘာတွေလုပ်ခဲ့လဲပေါ့နော်ပြီးရင်ဒီ UWE ရဲ့ accommodation နဲ့ပတ်သက်ပြီးတော့ဘယ်မှာနေမှာလဲ private နေမှာလားအကြောင်းရဲ့ accommodation မှာနေမှာလားပေါ့နော်အဲ့ဟာလေးတွေကိုပဲကိုကနည်းနည်းလေး detail ကြလေးပြောနိုင်အဆင်ပြေပေါ့နော်အဓိကကျောင်းသိရမယ် course အကြောင်းသိရမယ်ဘယ်မှာနေမလဲသိရမယ်ပြီးတော့တစ်ခုကကျတော့ general question လေးတွေသိရမယ်အဲ့တော့များများကျတော့ဘယ်မှာ struggle ဖြစ်ကြလဲဆိုလို့ရှိရင်အမမှာ part time ကိစ္စမေးတဲ့ဟာမှာအမ struggle ဖြစ်ခဲ့တယ်ပေါ့နော် part time ကိုဘယ်လိုမျိုး manage လုပ်မလဲ part time နဲ့ကျောင်းနဲ့ကိုဘယ်လို manage လုပ်မလဲဆိုတဲ့ဟာတွေမေးကြရဲဆိုတော့ကိုယ့်ခေါင်းထဲမှာတော်တော်များများခေါင်းထဲမှာဒီဟာဆိုလို့ရှိရင်ဘယ်လို manage လုပ်မလဲဆိုရင်စာလုပ်လိုက် part time လုပ်လိုက်ပေါ့နော်ဆိုတဲ့ဟာပဲခေါင်းထဲမှာလူတိုင်းရှိကြရဲကွာဒါပေမဲ့အဲ့ဟာကိုသူတို့နားလဲအောင်ဒီထိကြနဲ့ပြောဖို့ဆိုတာမလွယ်ခဲ့ဘူးပေါ့နော်ဆိုတော့အဲ့လိုဟာမှာလဲဒီ safe net ဘက်ကဒီဟိုအကိုမောင်လေးစော hostel တို့ပြီးရင်ကိုဒမ်တို့ရဲ့ training တွေတခြားလေးယူပြီးတော့ဒီဟာတွေကိုဒီရရဲ့ feedback လေးတွေကိုကိုယ့်ရဲ့ကိုဖြေမဲ့ပုံစံနဲ့နည်းနည်းလေးပြန်ညှိပြီးတော့ပြောနိုင်တယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်ဟုတ် ကျေးဇူးပါညီမလေးအဲ့ဒါဆိုရင်ညီမလေးစုတန်စင်ကရောတခြား share ပေးချင်တဲ့ tips လေးတွေဒါမှမဟုတ် generally share ပေးချင်တာလေးရှိအောင်မလားမသိဘူးဟုတ်ဘယ်လာပြောတဲ့အထဲမှာတော့ပါတယ်ပေါ့နော်တော်တော်များများဒါပေမဲ့အိမ်မှာပါလေဆိုတော့လေသူတို့ကဟိုကင်မရာထောင်ထားတာတော့အခန်းတို့ဘာလို့ဆိုလို့ရှိရင်သူကနည်းနည်း serious ဖြစ်တယ်ပေါ့နော်အခန်းကinterview ဖြစ်နေတဲ့အချိန်မှာအခန်းကအဲ့လိုကိုယ့်အခန်းနည်းနည်းလုံအခန်းလုံဖို့လိုတယ်ပြီးတော့အဲ့အခန်းထဲမှာလူတွေဝင်ထွက်မလုပ်နေဘူးကောင်းတယ်ပေါ့နော်ဒီလားဘာလို့လဲဆိုတော့အဲ့လို interview ဖြစ်နေတဲ့အချိန်မှာသူက recording လုပ်ထားတဲ့ပုံစံမျိုးပေါ့နော် recording ကလည်းဒါ UE အတွက်ပေါ့နော်တခြားအကြောင်းတွေကတော့မပြောတော့ညီမဖြေတော့ကကျတော့သူ recording လုပ်ရတယ်သူက question တစ်ခုလာပြီးပါလို့ရှိရင်သူက10 minute လိုမျိုးအချိန်ပေးရပေါ့နော်အဲကြားထဲမှာကိုကprepare လုပ်ပြီးွားနေ recording တန်ပြီးတော့ဖြေရတယ်ပေါ့နော်ကိုအတန်ကိုပြန်နားထောင်လို့တော့ရတယ်ဒါပေမဲ့ပြန်ပြီးတော့ recording အစပြန်လုပ်လို့မရဘူးစော
ဆိုတော့တခါပဲ record လုပ်လို့ရရပေါ့နော်ပြီးတော့အဲ့နဲ့သူကနောက် session တစ်ခုကိုကြော်လိုက်အောင်မယ်ဆိုတော့အဲ့ဒီအချိန်မှာဘေးနားကနေအနောက်ရှက်မရှိလို့ရှိရင်ကိုပို့ပြီးတော့ဖြေရရတယ်အဆင်ပြေရယ်ပြီးတော့အတန်နေမထက်နေဘူးဆိုလို့ရှိရင်လည်းဟိုဘက်ကပို့ပြီးတော့ပို့ကြိုက်မယ်ထင်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်နိပြီးတော့ဖြေတဲ့အချိန်မှာကကြတော့ညီမတို့ကဗာမေးခွန်းနေမေးလဲဆိုတော့ညီမကိုအဲ့လိုမျိုး why UK why UW ရမေးရယ်နောက်တစ်ခုကကြတော့ဒီပတ်တိုင်းနဲ့ပတ်သက်ပြီး finance ပိုင်းပေါ့နော်သူကဒီကျောင်းသားကဒီ UK လာလို့ရှိလို့ရှိရင်နိုင်20လောက်ရမယ်ဆိုရဲ rule ရှိရပေါ့နော်နိုင်20ပတ်တိုင်းလောက်ခွင့်ရှိရဆိုတော့သူကအဲ့အကြောင်းကိုသိလားဆိုရဲပုံစံမျိုးညီမတို့ကတော့အဲ့လိုထူးထူးဆန်းဆန်းမေးသွားရပေါ့နော်ဆိုတော့ညီမညီမကကြတော့ဒီ interview ပိုင်းမဖြေခင်မှာအဲ့အကြောင်းလေးပါညာနည်းနည်းသိထားတာဆိုတော့အဲ့ဟာကိုထည့်ဖြေလိုက်ရရပေါ့နော်သူတို့ကဒီလိုမျိုးဟိုပတ်တိုင်းလောက်ခွင့်တော့ရှိရဲဒါပေမဲ့နင်ပတ်တိုင်းကိုဘယ်နှစ်နာရီလောက်ခွင့်ရှိလဲဆိုတော့သိလားဆိုရဲပုံစံမျိုးနဲ့မေးရဲဆိုတော့ညီမတော့9 20လောက်ခွင့်ရှိရဲဆိုရဲပုံစံမျိုးနဲ့ပြောလိုက်တယ်ပေါ့နော်အဲ့လိုမျိုးရှိရဲနောက်တစ်ခုကကြတော့ဒီကို module နဲ့ပတ်သက်ပြီးတော့ဘာကြောင့်စိတ်ဝင်စားရလဲဒီ major ပေါ့နော်အရင်တော့ဘာတက်ခဲ့လို့ဒီ major အခုရွေးရလဲပြီးတော့ပြန်ပြီးလို့ရှိရင်သူကဒီမြန်မာပြည်ကလူဆိုလို့ရှိရင်မြန်မာပြည်ကိုပြန်ပြီးတော့ဒီအလုပ်ပြန်လုပ်မှာလားဒါမှမဟုတ်လို့ရှိရင်ဒီမှာပဲဆက်နေမှာလားဆိုရင်မိကုန်းကလည်းမေးရပေါ့နော်ညီမတို့ကအဲ့တော့ညီမကဒီကနေပြီးတော့ကျောင်းကနေပြီးတော့ဒီဘွဲတွေပါရပြီးသွားလို့ရှိရင်ကိုမြန်မာပြည်မှာကိုနိုင်ငံကိုပြန်ပြီးတော့အဲ့လိုလုပ်မယ်ဆိုတဲ့ပုံစံမျိုးပြောလိုက်ရတယ်ပေါ့နော်ဆိုတော့အဲ့တခုကတော့ညီမတို့လည်း true ကြလေးတော့ပါတယ်ဟုတ်ကျန်တာကတော့ဘယ်လားလို့ပဲတူတူပဲဟုတ် ဟုတ်ကဲ့ပါညီမလေးအဲ့တော့နှစ်ယောက်လုံး sharing လုပ်ပေးရကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့အမားတို့ရဲ့ဒီနေ့ live session လေးကိုဒီနားမှာပဲရပ်လိုက်တော့မယ်ပေါ့နော်အဲ့တော့အချိန်ပေးပြီး join ပေးခဲ့တဲ့ဒီ guest speaker နှစ်ယောက်စလုံးကိုအမတက်မောအများကြီးကျေးဇူးတင်ပါတယ်ကိုကတော့အခု Zoom meeting ထဲမှာပေါ့နော်ဒါအချိန်ပေးပြီးတော့ live session အစအဆုံးထိုင်ပြီးနားထောင်ပြီးရဲ့ညီမလေးတွေအကုန်လုံးလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဟုတ်အားဆိုရင်ညီမတို့ live session လေးကိုဒီမှာပဲအန်လိုက်ပါတော့မယ်ဟုတ် ကျေးဇူးပါ ကျေးဇူးပါတတာ thank you ပါဟုတ်